ပြည့်များတုံကာမဂုဏ်လို့နာမည်ပေးထားပါတယ်။ပါတယ်တော့ကာမဂုဏ်လို့နာမည်ပေးထားတယ်။ညောဒီတတ်တော်မစခင်အပြည့်များတုံကာမဂုဏ်ဆိုတဲ့နာမည်နဲ့လိုက်အောင်ဘာရောက်ဤသတ္တဟောရတယ်လဲဆိုရင်ကာမံကာမယအနတ္တကာမံကာမယမနတ္တတတ္တစေတံသမိစ္ဆတိအကြံပိတိမနောတိလတ္တမေသောယတိသတိတတ္တစေကာမယနတ္တသန္တသန္တတသန္တုနောဧကမပရိဟာယတိသံလဝိတောဝရုပတိကာမံကာမယမနတ္တတတ္တစေတံသမိစ္ဆတိအကြံပိတိမနောတိလတ္တမေသောယတိသတိကာမသုတ္တမဘုရားကဘောဗျမနဩလေရမဘုရားကြီးကာမံလင်မယာသာသမီဆင်မြင်ကျွဲသောအစရှိသောအသက်ရှင်တဲ့ဝတ္ထုကာမကို၎င်းကာမံလေယာတိုင်းကျော်စိန်ရွှင်ဝေးကြောက်တော်မရမြအိုးအိမ်တိုက်တာအကောက်ဥအာနာအစရှိသောအသက်မရှိတဲ့ဝတ္ထုကာမကို၎င်းကာမယမနတလူချင်းသည်ဖြစ်၍လိုက်ကြ၍နေသောတတ္တတုသမေဝိတုကမသတိဝိတုကမနှမျိုးကိုလူချင်းသည်ဖြစ်၍လိုက်ကြနေတဲ့ယောက်ျားမိန်းမအားဧတံတို့သူတို့လိုက်ကြနေတဲ့သမေဝိတုကမသတိဝိတုကမနှမျိုးသည်စေသမိစ္ဆတိအကယ်၍ပြည့်စုံလာ냐ဝါအကယ်၍ရရှိလာ냐ဘောမေသောကိုလိုက်ကြနေတဲ့သမေဝိတုကမဖြစ်တဲ့ဝိတုကမနှမျိုးရရှိလာသောယောက်ျားမိန်းမဆိုတဲ့ပုဂ္ဂိုလ်တ attva သည်အဒါမကျူဧကံပိတိမနောရှင်လံဝမ်းမြောက်သောစိတ်ရှိသည်ဟောတိဖြစ်ပါ၏စကားတစ်ပိုက်တော့အဓိပ္ပာယ်ကပုံနာကြီးတဲ့လင်မယားသားသမီးဆင်မြင်ကျွဲလွန်အစရှိတဲ့အသက်ရှိတဲ့ဝတ္ထုကာမဘာကာမလဲသက်ရှိဝတ္ထုကာမဝတ္ထုအကျေကိုတရားအပြင်သင်္ချာရှိ၍ကာမလူရဏယာကောင်းတဲ့အရာဝတ္ထုအဲ့ဒါကိုဝတ္ထုကာမခန္ဓာကိုလင်မယားသားသမီးဆင်မြင်ကျွဲလွန်တို့သည်ခန္ဓာကိုတရားအပြင်သင်္ချာမရှိတာရှိတယ်ကာမဘုံသာကာမတ attva တို့အတွက်လူကျင်စရာမမောစရာမကောင်းဘူး။ကြာကြာဝတ္ထုကာမလို့ခေါ်သည်တက်ရှိဝတ္ထုကာမပါကာမအသက်လက်ရှိတဲ့လူကျင်မမောစရာဟောမကောင်းဘူးလား။ဒါကြောင့်တက်ရှိဝတ္ထုကာမလေယာတိုင်းကျော်စိတ်ရှင်ဝေကြောက်တော်မရမြအိုးအိမ်တိုက်တာကောက်ဥအာနာဒါရီဟာအထက်ကိုအားဖြင့်သင်္ချာမရှိဘူးလားရှိကာမလူရင်းစရာဟောမကောင်းဘူးလားကောင်းတယ်ဒါသက်မဲ့ဝတ္ထုကာမပါကာမလေကာမသက်မဲ့ဝတ္ထုကာမသက်ရှိကာမဘယ်နှမျိုးလဲလူရင်းစရာကြောင်းကောင်းတဲ့ဝတ္ထုကာမလူရင်းစရာမမောကကောင်းတဲ့သက်ရှိဝတ္ထုကာမသက်မဲ့ဝတ္ထုကာမတစ်မျိုးကိလေသာကာမလို့ခေါ်တဲ့လောဘဖြင့်ပါရလဲကိလေသာကာမပါကာမလဲလောဘဟုတ်ပြီလားကိလေသာကာမကိုတရေကိုကောက်ရင်ပါရကြတော့အဲ့ဒီကိလေသာကာမဆိုတဲ့လောဘဖြင့်လူကျင်တဲ့အတွက်လိုက်ရှာတယ်ရအောင်ကြိုးစားတယ်အဲ့ဒီလိုလိုက်ရှာတယ်ရအောင်ကြိုးစားတဲ့အတွက်ကြောင့်ရလာရင်အဲ့ဒီရလာတဲ့ယောက်ျားမိန်းမဆိုတဲ့ပုဂ္ဂိုလ်တ attva သည်ဒုတိယနာပရိသဧကံမုတ်ချဝမ်းမသာလားဝမ်းသာဝမ်းမမြောက်လားဝမ်းမြောက်ကိုလိုချင်တာကိုလိုက်ရှာလို့ကြိုးစားလို့ရလာရင်အဖြစ်မလဲဝမ်းသာမယ်ခွေးဝါကြလား
သဗ္ဗရိတောဒါရတတတိယတို့အကုန်ချအဲ့ဒါချရင်တံဝေကတွေလည်းဖြစ်တယ်အတ္တဝါတွေအတွက်အတံမှတ်လို့တဲ့ကာမတရားဘုရားလုံးကြီးတို့လိုပုဂ္ဂိုလ်ကြီးတွေကိုတော်မှဒုရိယနာပရိသဘုံတိုင်းဆိုတခါလေလူကြားထဲမှာပက်လက်လန်လဲအောင်အဆက်ဝဲအောင်မလုပ်ဘူးလားဟောလုပ်တဲ့ကာမတရားကာမအပြစ်ဒီနေ့လေဒုရိယနာပရိသတော့ဘဝလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်လူဖြစ်ကိုမရလားလူဖြစ်ရတာကုသိုလ်ကြောင့်ရတာလားအကုသိုလ်ကြောင့်ကုသိုလ်ရောက်ရတဲ့လူဟာကာမတရားလေးတပည့်တလက်မနော်တရွေးသားလေးနဲ့ဒုတိယနာပရိသလဲတုံကြတဲ့လူတွေမများဘူးလားဆရာမ69ယောက်နဲ့နှစ်ပိုင်းတစ်ပိုင်းလို့မှတ်လိုက်တယ်ဟုတ်လားကုသိုလ်များစွာလုပ်ပြီးတော့ရတဲ့လူဘဝလေးကိုမတန်မိုးမရှိတဲ့ကာမအဆုတ်အပြတ်ခင်းနဲ့ဘဝအရှုံးခံရအဝေစီသွားမဲ့လုပ်ငန်းတွေလုပ်နေတဲ့လူတွေလောကမှာတပုံကြီးပဲဟုတ်ရဲ့လားဒါတွေလည်းတွေ့လို့ငါတော့ဒီကြဟောမှာပဲဆိုပြီးတော့နှလုံးသွင်းလာတယ်ရဟုတ်လားအလွန်ကောင်းတဲ့တတ်တော်ဗျအဲ့တော့စမယ်ဒုတံမေတံမဟာဗျံမေကာမေဘုဇတိဟာရိတောဒုတံမေတံမဟာဗျံမေကာမေဘုဇတိဟာရိတောပိစိတံဝဒနံဒုတံပိစိတုတောဣရိယတိဧဝမေတံမဟာရသယတ္တတိဝဒနံဒုတံကုမေကပတိမနောတမေမောဟနေယေတုမုသိတောအတုပညာကိမတေယနိပုနာသာတုစိန်တိနိယာယဥပတိတံရာဂံကိမ္မေနောနဝိနောတေသတ္တရောမေမဟာရသလောကေအတိဗလံဘုဒ္ဓရာဂောသောမတောမောဟယတ္တပညာနဂတိအာရဟံသီလသမန္တောသုဒ္ဓောစရတိဟာရိတောမေရဝိမန္တိတောစေဝဣတိနောသမတောဘဝံမေရဝိနမေခေတံတိဣသိံဓမ္မဂုဏိရတံဝိဒကပပကရာဇာသုဘဂကုပနဟိတာဥပ္ပန္နောယံတရိရတောရာဘောဝနဝိတုတကောတဝတံဘဂရပတ္တမတုတိဘောနာတိမေတာဝိသမတောတေအန္တကရကေကမေဘဟုဒုခေမဟာဝိတေတေတံမူလံကဝေသိတံစေတံဝရကံသဗ္ဗန္တနံဣဒံဝတ္တဝနာဟာရိတောဣတိသစ္စာရကမောကာမရာဂံဝိရာဇတဝဗျမလောကုဘဂောအဟုတိဣဒံတတ္တသေတဝနေဝိဟရန္တောဥက္ကန္တိတဘေကုံအာရဘဂတိတိဒုတမေတံမဟာဗျမေကာမေဘုဇတိဟာရိတောတိဣဒံဒုတမေတံမဟာဗျမေအစရှိသောဂါထာတို့ဖြင့်တန်သာသင်္ထားသောအပြည့်များတုံကာမဂုဏ်တို့နာမည်ပိတံသောဣယရိတကဇတ်တော်ကြီးကိုတာဇာနတ်တို့ရဲ့ဆရာဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဇေတဝန်သည်ဇေတဝန်ရောင်းပေါင်းတစ်ထီးကြောင်း၌ဝိရရန္တောသရင်သုံးနေတော်မူစဉ်ဥက္ကန္တိတဘိက္ခုကာမဂုဏ်ကြောင့်သာရဏတော်ကိုဝင်လာတဲ့ရည်ရွယ်ချက်တွေအလုံးပြည့်၍ကာမဂုဏ်ကြောင့်ဘယ်လိုကြောင့်လဲကာမဂုဏ်တရားကြောင့်သာရဏဘဝဝင်လာတဲ့ရည်ရွယ်ချက်တွေယုံကြည်ချက်တွေအလုံးပြည့်၍လူထွက်ခြင်းတဲ့ပြင်းပြင်းမြင်သောယဟန်တော်တစ်ပါးကိုအာရဘအကြောင်း၍ကရင်စီကရုဏာရှင်သာမေတ္တာအားဖြင့်ဟောကြားလေတော်သည်တကားအလုံးဒုတိယနာပရိသကိုးဂါထာပါဘယ်နှဂါထာတော့ဟောဖို့ဆိုတာထားလိုက်တော့လူပရိသနော်ဟောဖို့အဆင့်ဆိုတာထားလိုက်ဒီဇတ်တော်ဟာပြမပါတယ်ဆိုတာဒုတိယနာပရိသသိဖို့တော့အလုံးခက်ခဲပါပြီဟုတ်လားဟောဖို့ဆိုတာဝေးကြီးတော်လူပရိသဟုတ်လားဒီဇတ်တော်ဟာဘယ်မှာပါတယ်ဘယ်နည်းကမှာပါတယ်ဘယ်နေရာမှာပါတယ်ဟောဇာခကတာ9အုပ်ရှိတယ်ဘယ်နှအုပ်ရှိ9အုပ်မှာဘယ်မှာပါတယ်ဆိုတာကိုသိဖို့တော့ဒုတိယနာပရိသမခက်လားခက်ပါတယ်မယုံရင်ခင်ဗျားတို့သာသင်တိုင်းမှာထိတ်ဆုံးဆိုတဲ့သာဘုန်းကြီးတွေမေးကြည့်နော်ဒါအဲ့ဒါခက်ခဲပါတယ်အဲကြောင့်တို့
မလာတဲ့ဒီနေ့မှာခင်ဗျားတို့ကျုပ်ကိုတန်းတာပြီးတော့ပူဆိုးရတယ်ပဲလို့မှတ်တာနော်သတိပေးရကြကြည့်လို့ရတာနော်ဒါဟောဖို့ဆိုဝေးနော်ဘယ်မှာမှန်းတော့သိဖို့မလွယ်ကဲဒါထားလိုက်တော့ဒုဒမေတံမဟာဗျမေကာမေဘုံဇတိဟာရိတောအစရှိသောကာတံတို့မြင်တန်းသာတင်ကြသောဤဟရိတတဇတ်တော်ကြီးကိုနတ်တို့ရဲ့စေအမြတ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သာရဏပေါင်းမှာပြည့်ရင်ညီဝေသာရဏပေါင်းကထွက်ချင်တဲ့လူထွက်လူတဲ့ယဟန်တော်တစ်ပါးကိုအကြောင်းပြု၍ကရုဏာရှင်သာမေတ္တာအားဖြင့်ဟောကြားတော်မူပါသည်ဒီဇတ်တော်ကိုဘုရားရှင်သည်သာရဏပေါင်းလည်းဝင်လာတော့ကဒုတိယနာပရိသတ်ယုံကြည်ချက်အပြည့်ပါပြီလေဒါတော့ယုံကြည်ချက်အပြည့်ခံယူချက်အပြည့်အားကိုးချက်အပြည့်တို့ဖြင့်သာရဏပေါင်းနဲ့ဝင်လာတဲ့ကုလပုဒ္ဒအမျိုးကောင်းသားပါကုလပုဒ္ဒပါတယ်လေကုလပုဒ္ဒပါဠိလိုဗမာလိုပြောရင်ကုလပုဒ္ဒအမျိုးကောင်းသားကောင်းသောအမျိုးကမွေးလာတဲ့ယောက်ျားအမျိုးကောင်းသားဟုတ်ရဲ့လားဒီတော့ဒါကဆရာကဒီမှာအမျိုးကောင်းသားနဲ့ပတ်သက်လို့အရှင်ဥပါလိတိဟတ္တရေပါအရှင်ဥပါလိကအဆွမ်းပါဟုတ်ကိုလေဟတ္တရေဆိုတာသူများကနှခမ်းမွေးတို့မုတ်စိတ်မွေးတို့အဲ့ဒီအမွေးတွေကိုခေါင်းမွေးတို့သူများကခန္ဓာကိုယ်မှာရှိတဲ့အငြိအကြီးရုံစရာဆက်ဆွစရာအမွေးတွေကိုသုတ်တင်ရိပ်ပေးတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်ဟတ္တရေဆိုတော့သူ့အလုပ်ကိုကြည့်ရင်ဒုရိယနာပရိသအောက်တန်းမကြတာကြအလုံးနဲ့ပြောရင်အမျိုးရုပ်တော့ပေါ့ဗျာသို့တော်လည်းပဲရှင်ဥပါလိတိယဟန္တာကြီးဖြစ်သွားတဲ့အတွက်ကြောင့်နောက်ဆုံးအရဝကုံကံယဟန္တာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအာသာရကုလပုဒ္ဒါကုလပုဒ္ဒါအမျိုးနဲ့မပြောနဲ့တဲ့အကျင့်နဲ့ပြောပါဘာနဲ့ပြောအကျင့်ကောင်းတော့အမျိုးကောင်းတာဟုတ်ပြီလားအရှင်အနန္ဒတို့ရှင်နန္ဒတို့ကတော့သာကွင်မင်းမျိုးအမျိုးကဟောမကောင်းဘူးလားအကျင့်ကဟောသူတို့ကြတော့ဥပယကုလပုဒ္ဒါဥပယဆိုတာကနှစ်ဥပယဆိုတာဗါလဲနဲ့အမျိုးကလည်းကောင်းတယ်အကျင့်ကလည်းအဲ့ဒါဥပယကုလပုဒ္ဒါအခုအမျိုးကောင်းတာကတော့ဒုတိယနာပရိသသာဝေတိမျိုးဟာချမ်းသာကျွယ်ဝတဲ့အမျိုးကောင်းသားပေါ့ဗျာသူသည်သုံးလကကျွန်းတာဘုရားရှင်ကိုရမြတ်ကြီးကို၎င်းဘုရားရှင်ကိုရမြတ်ကြီးရဲ့အဆုံးအမဩဝါဒကို၎င်းသုံးလကကျွန်းတာဘုရားရှင်ကိုရမြတ်ကြီးရဲ့သာသနာတော်ကြီးကို၎င်းယုံကြည်ချက်အပြည့်ရှိသည်ပါတိရှိဘလို့ယုံကြည်တယ်လဲမေးရမရှိဘူးလားနေယနိကပါတိနော်နေယနိကဗမာလိုပြောရင်ဘုရားကိုရမြတ်ကြီးရဲ့အဆုံးအမဩဝါဒဒီ၎င်းဘုရားကိုရမြတ်ကြီးရဲ့အဆုံးအမဩဝါဒဘောင်ကကြတဲ့သာသနာတော်ကြီးဒီ၎င်းနေယနိကအိုရင်နာခြင်းပေကြီးမင်းမှာထွံ့မြောက်ရာဖြစ်တဲ့သာသနာအိုရင်နာခြင်းပေကြီးမင်းမှာထွံ့မြောက်ရာဖြစ်တဲ့အဆုံးအမအိုရင်နာခြင်းပေကြီးပေကတဲ့တတ္တဝါတွေကျင်းအောင်လွတ်မြောက်အောင်လုပ်နေတဲ့ခရပဲလို့ယုံကြည်နေတယ်အဲ့ဒါယုံကြည်ချက်ပဲဟုတ်ရဲ့လားမြတ်စွာဘုရားကို၎င်းဘုရားရဲ့အဆုံးအမဩဝါဒကို၎င်းသာသနာတော်ကြီးကို၎င်းနေရာနိကအိုနာသိဘေးမှာထွံ့မြောက်ရာဖြစ်တဲ့ဘုရားထွံ့မြောက်အောင်ဟောနေတဲ့ဘုရားအိုနာသိဘေးမှာထွံ့မြောက်ရာဖြစ်တဲ့အဆုံးအမသာသနာပဲလို့မယုံကြည်လိုက်ယုံကြည်အဲ့ဒါတရားဟုတ်လားယုံကြည်ခြင်းခံယူခြင်းအပြည့်နဲ့သာသနာပေါင်းနဲ့မဝင်လာလားဝင်လာတယ်တစ်နှစ်သာသာနှစ်နှစ်လောက်ရောက်တော့ယဟန်တော်လေးပြီးဒုတိယနာပရိသအာယုန်တန်ကြောင့်ဘာကြောင့်လဲအာယုန်တန်ကိုခံနိုင်ခဲ့တယ်နော်အာယုန်တန်ကိုဘာဖြစ်လဲလူတွေကအာယုန်နဲ့တွေ့ရင်ဒုတိယနာပရိသလက်မြောက်ဒုထောက်အရှုံးပေးတဲ့လူတွေမများဘူးလားများတယ်အာယုန်နဲ့တွေ့ရင်ရည်ရွယ်ချက်တွေညှို့မှန်းချက်တွေခံယူချက်တွေယုံကြည်ချက်တွေအလုံးမပြတ်သေးလားပြတ်သေးတယ်လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်မိမိအတွက်ပဲဖြစ်ဖြစ်တိုင်းနေတဲ့လူမျိုးအတွက်ပဲဖြစ်ဖြစ်ဒုတိယနာပရိသအာယုန်နဲ့တွေ့လာရင်အလုံးဟာယုံကြည်ချက်ခံယူချက်တွေ
မပြည့်စည်လားပြည့်စည်တတ်တယ်လို့ပြည့်စည်တာများတယ်တတ်တယ်လို့မပြောနဲ့ပြည့်စည်တာများတယ်လို့မှတ်လိုက်အဲဒီတော့ဒီယဟန်တော်လေးဒီအပြင်ကအာယုန်နဲ့တွေ့တွေ့ရတဲ့ကြောင့်ဒုတိယနာပရိသယုံကြည်ချက်တွေခံယူချက်တွေအလုံးမပြတ်ဘူးလားပြည့်စည်သွားတဲ့အတွက်ကြောင့်ယုံကြည်တဲ့တရားပြည့်စည်တရားတရားပြည့်သွားတဲ့အတွက်ကြောင့်ဥက္ကံတိတာပြည့်ငြင်းဝေပြီးဘာဖြစ်လဲပြည့်ငြင်းဝေတော့သာသနာပေါ်မှာနေခြင်းသေးရဲ့လားပျော်ကြိုက်သေးရဲ့လားလူထွက်ခြင်းတဲ့စိတ်တွေပေါက်လာပြီအဲ့ဒီယဟန်ကိုအကြောင်းပြု၍မြတ်စွာဘုရားဤရိတ္တသတ်တော်ကြီးကိုဟောတယ်လို့တက္ကတာဆရာကညှိနှိုင်းပြောလိုက်ပါတယ်နော်အဲ့ဒီတော့ဇလံပြောပါဘုရားလက်ထက်ကနဝိသိမြို့သားသံသာကျေဝတဲ့အမျိုးကောင်းသားတရားအခုနကပြောခဲ့တယ်လို့မြတ်စွာဘုရားကို၎င်းဘုရားကိုယ်တော်မြတ်ကြီးရဲ့အထုအမဩဝါဒကို၎င်းသာသနာတော်ကြီးကို၎င်းနေယာနိကအိုးနာတိဘေးမှာဆောင်းရောက်ရဖြစ်တဲ့သာသနာပဲယုတ်ကြည်ချက်ချင်းသာသနာပေါ်နဲ့မဝင်လာတော့ဝင်လာတော့ဒုတိယနာပရိသအဲ့ဒီယဟန်တနေ့တော့လှလှပပတန်းတာသင်ထားတဲ့အမျိုးသမီးတယောက်အာယုံနဲ့တွေ့လိုက်တဲ့အတွက်ကြောင့်သူ့ရဲ့တကယ်ယုံကြည်ချက်တွေတရားတရားတွေအားလုံးမပြတ်သွားတာပြတ်သွားတော့ဒုတိယနာပရိသပြင်းကြီးငင်းဝေးပြီပြင်းကြီးငင်းရတဲ့အတွက်ကြောင့်ပြင်းကြီးသောယဟန်တို့ရဲ့ဓမ္မတာသဘာဝအတိုင်းခေါင်းရိပ်ချိန်မှာဒုတိယနာပရိသခေါင်းမရိပ်တော့ပါယဟန်တွေခေါင်းဝေးရှိရင်အထက်မှာယောဂတစ်ခုတစ်ခုဖြစ်တယ်လို့မှတ်တာနော်ခေါင်းရိပ်ချိန်မှာဒုတိယနာပရိသခေါင်းမရိပ်တော့မှခေါင်းဝေးရှိလာပြီလက်သေးခြေသေးတွေကမရှိဘူးလားခြေလာပြီပုတ်စိတ်ကျဲမွေးတွေရောရှိတာနံဖောက်ပြန်လာတော့ရုပ်ကောဖောက်ပြန်လာပြီဒုပရိသအဲ့ဒီတော့ဒီချင်းမကကျင်းကြီးငင်းဝေလာတော့သာနာပေါ်မှာနေလို့မဖြစ်တော့သူထွက်တော့ပဲသူ့ဆရာသမားတွေဥပ္ပဇေတွေတရင်သုံးပေါ်တွေကိုပြောတော့ဆရာဥပ္ပဇေတွေကသာနာပေါ်ကနေမသက်ဖို့ရန်တဲ့အမျိုးမျိုးတောင်းပန်ပြောဆိုချော့မော်ကြပါတယ်သို့တော့ဤယဟန်လေးဒီဒုတိယနာပရိသဗုဒ္ဓဝိနည်းပုဂ္ဂိုလ်ပါပုဂ္ဂိုလ်ဗုဒ္ဓဝိနည်းဗုဒ္ဓခရကိုယ်တော်မြတ်ကြီးဝိနည်းဆုံးမမမဲ့ဖို့ရမယ်ပုဂ္ဂိုလ်ဒါဗုဒ္ဓဝိနည်းပုဂ္ဂိုလ်ဖယားနဲ့တွေ့မှဖယားကိုယ်တော်မြတ်ကြီးဆုံးမမဖယားတရားဖွင့်မှမဲ့ဖို့ရမယ်ပုဂ္ဂိုလ်ကိုဗုဒ္ဓဝိနည်းပုဂ္ဂိုလ်လို့မှတ်လိုက်ပါပုဂ္ဂိုလ်သာဝကဝိနည်းပုဂ္ဂိုလ်ဟုတ်သလားဗုဒ္ဓဝိနည်းပုဂ္ဂိုလ်ဆိုတာဖယားနဲ့သာဆိုင်တဲ့ဖယားဆုံးမရတဲ့ပုဂ္ဂိုလ်မျိုးကိုဗုဒ္ဓဝိနည်းလို့မှတ်လိုက်ဟုတ်လားသာဝကဝိနည်းဆိုတာကတော့ဘုရားကိုယ်တော်မြတ်ကြီးဆုံးမလို့ရှိရင်လည်းရတယ်အရှင်သာရိပုတ္တရာအရှင်မောဂလန်ဆိုင်တဲ့သာဝကတွေပြောဆိုဆုံးမလို့မရဘူးလားရတယ်သာဝကဝိနည်းကတော့သာဝကနဲ့လည်းဆိုင်တယ်ဘုရားနဲ့လည်းဗုဒ္ဓဝိနည်းပုဂ္ဂိုလ်ကတော့ဘယ်သူနဲ့သာဆိုင်မလဲဘုရားနဲ့သာဆိုင်တယ်ဘုရားဆုံးမရတယ်ဘုရားကိုယ်တော်မြတ်ကြီးဩဝါဒပေးမှာသွန်သင်မှာတရားဟောမှာမဟုတ်ရမယ်ပုဂ္ဂိုလ်မျိုးကိုဗုဒ္ဓဝိနည်းပုဂ္ဂိုလ်လို့မှတ်လိုက်ဤယံတော်လေးဒီဗုဒ္ဓဝိနည်းပုဂ္ဂိုလ်ဘယ်လိုလဲတရားဟောမှတော့လည်းပဲတရားဟောလို့မရဒီလိုတတ်ဖို့လုပ်နေတဲ့အတွက်ကြောင့်ဆရာဥပ္ပဇေတွေကချော့မော့ပြီးတော့သုံးလကကျော်ကြဘုရားရဲ့ကိုယ်တော်မြတ်ကြီးနဲ့မလာခြင်းနဲ့အဲ့ဒီယဟန်တော်လေးကိုမင်းကွာဒီသာသနာဘုရားသာသနာဖြစ်တဲ့ဘုရားကိုယ်တော်မြတ်ကြီးလည်းသက်တော်တင်ရှားရှိနေတယ်အဲ့တော့မင်းလူထက်ခင်လည်းထွက်ပေါ်ကွာဘုရားတော့နောက်ဆုံးအနေနဲ့သွားပြီးတော့ကတော့ကိုကောင်းတယ်ကတော့ပါလို့ဆရာဥပ္ပဇေတွေကချော့မော့ပြီးတော့ဘုရားစီမခေါ်လာသုံးလကကျော်တဲ့သမန်သမုဒ္ဒဘုရားရှင်ကိုယ်တော်မြတ်ကြီးတန်ခေါ်လာဘုရားကိုယ်တော်မြတ်ကြီးတန်ရောက်တဲ့အခါမှာဆရာဥပ္ပဇေတွေကဗုဒ္ဓကြောင့်တကူကိုလည်းပြည့်စုံတော်မူတော်မြတ်စွာဘုရားဤယဟန်တော်သည်သာရဏဘောမှာပြည့်ညွှန်ရလူထွက်ခြင်းလူထွက်ကိုလူနေတဲ့လူထွက်မဲ့ပြန်ပါဗျာလို့လျှောက်တယ်။သောလကကျွန်းသမ္မာသမုဒ္ဒမြတ်စွာဘုရားကသစ္စာကေရတုံးဥက္ကံကြည်တော်သည်။အိုယဟန်သင်သည်သာရဏဘောမှာပြည့်ညွှန်ရသာရဏဘောကနေထွက်ခြင်းလေလို့ပြောတယ်ဟောဒီယဟန်ဒီပြောတဲ့စကားမှန်သလားလို့ဘုရားကသူ့ကိုမေးလိုက်တယ်။ယဟန်တော်ဒီကသုံးလကကျွန်းဘုရားရှင်ကိုယ်တော်မြတ်ကြီးကို
သစ္စာဗန္တိဘုရားကြောင့်သောတကုကုနဲ့ဖြစ်တော်မူသောမြတ်စွာဘုရားမှန်ပါတယ်ဘုရားတတိတော်လူထွက်ခြင်းပါတယ်ဘုရားလူထွက်ဘုရားဒီဘုရားလို့ဝန်ခံပြောဆိုဘုရားကတွင်ဘုရားရဲ့ကိုရမြတ်ကြီးကကိဉ္စရဏဘိက္ခုအိုယံသင်လူထွက်ခြင်းတာဘာကြောင့်လူထွက်ခြင်းပါလဲအိုယံအမင်းကိုကြည်ညွေရောညီဝေရောလုပ်တာဘယ်သူကလုပ်ပါလဲဘာကြောင့်လူထွက်ခြင်းမလဲလို့ဘုရားကသူ့ကိုမေးလိုက်ယဟန်တော်လေးကဒုလကကျွန်းသမန္တောဓဘုရားရှင်ကိုရမြတ်ကြီးကိုအလင်္ကာတပတိယတအိဋ္ဌိဒိဋ္ဌဝါကိလေသာဝသိနာဗန္တိဘုရားကိုကြောက်တယ်နိဗန္တိဘုရားကြောင့်သောတဘုခုနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားအလင်္ကာတပတိယတအိဋ္ဌိပြရဏနာသနာပပတန်သာဆင်ထားတဲ့အမျိုးသမီးလေးတရားကိုဒိဋ္ဌဝါမြင်၍ဝါမြင်ခြင်းကြောင့်ကိလေသာဝသိနာကိလေသာရဲ့အစွမ်းကြောင့်ဩကံတိတော်မိတတိတော်ပြင်းရင်ညှိငွေလူသက်ချင်တာပါဗျာမြတ်စွာဘုရားတဲ့တတိတော်လလပပတန်သာဆင်ထားတဲ့အမျိုးသမီးတရားကိုမြင်တော့ကိလေသာကြောင့်ဘယ်လိုကြောင့်ကိလေသာကြောင့်တတိတော်ပြင်းရင်ညှိငွေလူသက်ချင်တာပါဗျာလို့မြတ်စွာဘုရားကိုရှောက်ဟောဒီတော့ဒုတိယနာပရိသတ်သူပြောတဲ့စကားအမေအမေသိမလွတ်ချင်ဘူးဟုတ်လားသူလူသက်ရတာအကောင်မလေးကြောက်လို့ကောင်မလေးဒါလာပပတန်းသာဆင်ထားတာကိုတွေးလိုက်လို့လူထွက်ရတယ်ဆိုတော့ဒီခေတ်ဒါလာပပဝတ်ဆင်ထားတဲ့မင်းကလေးတွေပါနည်းနည်းထိခိုက်တဲ့ရောက်အောင်ရှိတယ်ဟုတ်လားဟောအမှန်ကတော့မဟုတ်ဘူးကိလေသာကြောင့်ဘယ်လိုကြောင့်လက်လက်မမတန်းသာဆင်ထားတဲ့အာယုပြင်းညံ့ညံ့ဖြင့်သူမဆင်ခြင်းမသုံးတတ်တဲ့အတွက်ကြောင့်အဲဒီအာယုကိုမမောနေတဲ့ကိလေသာမမောရပါပဲအဲဒီကိလေသာတရားကြောင့်ဒီတော့လူသက်ကျင်တာပါဗျာလို့မြတ်စွာဘုရားကိုကြောက်တော့ဘုရားကဖြစ်တာမြင်းမို့တောင်ကြီးကိုလဲအောင်တိုက်နိုင်တဲ့ဒီမုံတိုင်းဒီမြင်းမို့တောင်ကြီးကိုဗါပြတယ်လဲအောင်တိုက်နိုင်တဲ့ဒီမုံတိုင်းဒီသိရ6ခလေးကိုအရေးအတွက်မတက်ပါဘူးအရေးအတွက်မထည့်ထားပါဘူးဖြစ်တာထုတ်မြတ်ပေါင်းများစွာဘဝပေါင်းများစွာကိလေသာတရားတွေကိုသီလသမာဓိပညာဖြင့်ထိမ့်သိမ်း၍ဇာပင်ရနေတဲ့အမှန်တရားသင်ကြတဲ့သူတော်ကောင်းကြီးတွေကိုတော့မှအကျက်တကွဲအကျိုးနဲ့အောင်ဆင်းရဲဒုက္ခရောက်အောင်လုံနိုင်တဲ့ကိလေသာဒီမင်းလိုရဟန်းမျိုးကိုတော့အပြုတ်ကွာတဲ့ဘုရားကမြတ်ပေါင်းများစွာဘဝပေါင်းများစွာကမ္ဘာပေါင်းများစွာသီလသမာဓိပညာတရားတို့ဖြင့်ကိလေသာတွေကိုထိမ့်ပြီးတော့မြေရှုံးမှုပြန်ဇာအပင်ဉာဏ်ရနေတဲ့အင်မတန်စင်ကြယ်တဲ့သူတော်ကောင်းကြီးဒီကိုတောင်မှအဆက်ကွဲအောင်မဖြစ်အောင်လေဒုက္ခရောက်လုံနိုင်တဲ့ကိလေသာတရားတွေပါတရားလေမင်းလိုပုဂ္ဂိုလ်မျိုးတော့ပြောစရာမလိုပါဘူး။အိုယံကိလေသာဂုဏဝိဒ္ဓတကောကိလေသာကိလေသာတရားတွေဂုဏဝိဒ္ဓတကောဂုံတရားတွေကိုဆက်စည်းတတ်ပါပြီခြေလားကိလေသာတွေကောင်းပြီဆိုတဲ့ဂုံကျေးဇူးတွေအားလုံးပြည့်စုံအောင်မလုပ်ဘူးလားလုပ်တဲ့အပဒါတော့ရှင်သာကိလေသာတရားမှာပါရဝဲကနည်းနည်းလေးရှိပါတယ်ဒုက္ခကမများဘူးလားမရလောကေအပါယသို့နေပါတဲ့ဒီရှင်သာကိလေသာတရားသည်လက်ရှိဘဝကနေပြီးသွားလို့ရှိရင်ဓမ္မလုံးလောကနောက်ဘဝအပင်ရောက်စေတတ်ပါတယ်ဆိုပြီးတော့ကိလေသာရဲ့အပြစ်တွေပြောပြီးတော့မင်းလိုပုဂ္ဂိုလ်မျိုးတော့ကိလေသာကဆင်းရဲဒုက္ခရောက်အောင်ပြင်းနေပြီးတော့လောက်တာဘာဟုတ်သေးလဲဖြစ်တာနှစ်ပေါင်းများစွာကဘာပေါင်းများစွာဘဝပေါင်းများစွာသီလသမာဓိပညာတို့ဖြင့်စင်ကြယ်တဲ့ရေချိုးမှုပြန်ဇာပင်ညနေတဲ့သူတော်ကောင်းတွေသဗ္ဗညုတဉာဏ်တော်ကြီးကိုရဖို့ရတဲ့ပါရမီဖြစ်နေတဲ့သူတော်ကောင်းကြီးတွေကိုတော့မှတတိလက်လို့ဘာလဲလို့ငှက်တောင်ချုပ်ဘဝရောက်အောင်ကိလေသာကမလုပ်လားလုပ်ပါတယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုမိတ်၍အတိတ်ဇလံဟောပြီးဘာဇလံလဲအဲ့လိုဘာဇလံပြီးသေးတယ်နော်အတင်းဒီပါရဏတိယံမြမတတိရိသံကရင်ဒီဘောဓိတတ်တော်ကာတိရတေကာတိနိကမေအတိတိကောတိဝိဘဝေပြမနာကိုနိဗ္ဗတိ
ချက်သားတို့တဲ့ဟိုးအတိတ်တော့ကဘာရဏသီမြို့မှာဗျမကျမင်းကြီးနန်းဆန်နေတဲ့အချိန်တုန်းကဝရမမြတ်စွာဘုရားလောင်းတော်ဒီကာတိတိုင်းဘာတိုင်းလဲကာတိတိုင်းပါဘုရားတို့ယခုအိန္ဒိယနိုင်ငံမှာခရပွင့်တဲ့ဗုဒ္ဓဂါယာရှိတဲ့တိုင်းကိုကာတိတိုင်းလို့ခေါ်ရရနော်ကာတိတိုင်းကာတိဏိဂုံးကြီးပါဘာဏိဂုံးဒီတော့ဏိဂုံးလို့ပြောလိုက်တဲ့အတွက်ကြောင့်သိရမယ်အချက်ကယောဟရဲ့ဏိဂုံးရဲ့မြို့ရဲ့လို့တို့သာထဲမှာ၃မျိုးလာပါတယ်ဘယ်နှမျိုးလဲ၃မျိုးပါဗျာဈေးလည်းရှိတယ်မြို့တိုင်းလည်းရှိရင်အဲ့ဒါမြို့တိုင်းလည်းရှိတယ်ဈေးလည်းရှိရင်ဘာခေါ်လဲမြို့ဈေးတော့ရှိတယ်တိုင်းမရှိရင်ဏိဂုံးလို့ခေါ်တယ်ဈေးလည်းမရှိတိုင်းလည်းမရှိရင်ယောဟလို့ခေါ်တယ်ပေါ့၃မျိုးဟုတ်လားဘုရားဒီနေရာမှာဏိဂုံးပါရလေဈေးတော့ရှိတယ်တိုင်းရှိတယ်မရှိကာသိတဲ့ကာသိဏိဂုံးကြီးမှာကြည်ရှင်းစေချမ်းသာကြွားတဲ့ပုံနာလင်မယား2ယောက်ရဲ့အိမ်မှာဝရမမြတ်စွာဘုရားလုံးလာပြီးတော့လူဖြစ်ပါသည်9 လ 10 လပြီးတော့ဝေလာပြီးတဲ့နောက်9 လလောက်အရွယ်ဆုံးရောက်တော့အခါဝရမမြတ်စွာဘုရားအလောင်းတို့သားကိုကိစ္စနာသဝိဒါယသူ့ရဲ့အသာအရင်သည်ရွှေကဲ့သို့ဝင်ဝမ်းသောအခြင်းရှိတဲ့အတွက်ကြောင့်ခရိတ္တသဒ္ဒုသလို့နာမည်ပေးပါသည်သူ့အသားရည်ကဘယ်လိုဖြစ်ရွှေလိုပဲဝိတိနေတဲ့အတွက်ကြောင့်ခရိတ္တသဒ္ဒုသာတဲ့နာမည်ကပါတယ်လို့ခရိကရွှေတသကအရေးခရိတ္တသသူ့ရဲ့အသားအရေးဒီဘာနဲ့ထူတဲ့ရွှေလိုပဲဝိတိမဲ့ပြီးတော့နေတဲ့အတွက်ကြောင့်ဘာတတို့သားလို့နာမည်မဲ့တဲ့တို့ခရိတ္တသသဒ္ဒုသာဘောရမမြတ်စွာဘုရားလောင်းခရိတ္တသဒ္ဒုသာသည်ဒုတိယနာပရိသပညာသင်ရမယ်အရွယ်တို့ရောက်လာသောအခါတက်တဲ့တိုင်းပြည်သွားပြီးတော့တက်တဲ့တိုင်းပြည်သွားပြီးတော့အခါရတ္တသိပ္ပံတစ်ဆက်ရှိရသောအတ္တပညာတွေသင်ကြားတတ်မြောက်ပြီးရာတိချက်ချင်းမွေရမည်ဖြစ်တဲ့ကာတိဏိဂုံးကြီးကိုပြန်လာကာတိဏိဂုံးရောက်တဲ့အခါမှာမိဘနှစ်ပါးတို့သည်ဝရမမြတ်စွာဘုရားလောင်းခရိတ္တသဒ္ဒုသာကိုအိမ်တော်ချပေးလိုက်ပါသည်အိမ်တော်ချနောက်ပိုင်းရောက်တဲ့အခါဘုရားလောင်းရဲ့မိဘနှစ်ပါး2 ယောက်တို့ပြည့်စုံသွားတယ်မိဘနှစ်ပါးပြည့်စုံသွားပြီတဲ့နောက်မှာဝရမမြတ်စွာဘုရားလောင်းခရိတ္တသဒ္ဒုသာကိုမိဘနှစ်ပါးပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုသိရင်းနဲ့တကွတခုမှမပြောက်ဖြစ်အောင်မပြည့်စည်အောင်တောက်တောက်ထိမ့်သိမ့်နဲ့အမတ်ကြီးတယောက်ရှိတဲ့ဗန္ဒာကာရိကဗန္ဒာဆိုအမတ်ပါမလဲဟောဘုရားလောင်းခရိတ္တသဒ္ဒုသာရဲ့ဒီဘက်ကမိဘကပစ္စည်းဥစ္စာတွေကိုသင်ရစာအုပ်ကြီးကိုင်းပြီးတော့ဒုတိယနာပရိသတော့အစိုးရရုံးတော်မှာအသိမှတ်ပြုပြီးတော့ပစ္စည်းဥစ္စာဗန္ဒာတွေကိုစောက်ရှောက်နေတဲ့ဗန္ဒာဆိုအမတ်ဟောဘယ်လောက်အထီးကြီးတယောက်ရဲ့ပစ္စည်းဥစ္စာကအမတ်တယောက်တော့ခံပြီးတော့ထိမ့်သိမ်းရတယ်ဆိုရင်ဘယ်လောက်ချမ်းသာတယ်ဆိုတာပဲစဉ်းစားကြည့်လို့ရနော်ဝရမမြတ်စွာဘုရားဝင်လိုက်တဲ့အရိဒသဒ္ဒုသာကိုအဲ့ဒီဗန္ဒာဆိုအမတ်ကြီးကဒီနေ့တော့ပစ္စည်းဥစ္စာလိုက်ပြီးတော့ပြတယ်စာရဲကတော့ဒဏဝိလောကနာလို့ခေါ်တယ်ဘာမှလို့ပြောရင်ဒဏပစ္စည်းဥစ္စာကိုဝိလောကနာဘယ်လောက်ရှိတယ်ဘယ်လောက်များတယ်ဆိုတာကိုလိုက်ပြီးတော့ရှိတာကိုဒဏဝိလောကနာလို့ခေါ်တယ်ဝရမမြတ်စွာဘုရားလောင်းခရိတ္တသဒ္ဒုသာကိုဗန္ဒာသောအမတ်ကြီးကဗန္ဒာတိုင်းပင်ဖွင့်၍ဟောဒီပစ္စည်းဥစ္စာတွေကအဖေဘက်ကပိုက်တဲ့ပစ္စည်းဥစ္စာတွေပါဟောဒီပစ္စည်းဥစ္စာတွေကအမေဘက်ကပိုက်တဲ့ပစ္စည်းဥစ္စာတွေပါလို့ဘုရားလောင်းကိုဗန္ဒာတိုင်းဖွင့်ပြီးတော့တစ်ခုပြီးတစ်ခုဗန္ဒာဒိန်းတဲ့အမတ်ကြီးကလိုက်မပြလိုက်ပြတော့ဝရမမြတ်စွာဘုရားအလောင်းခရိတ္တသဒ္ဒုသာသည်ဒါနမေဝပညာယတိဒါနဥပဒကနာပညာယံတိ
ယနာမေဝသူတို့ရှားခဲ့တဲ့အဖေတွေအမေတွေအဖိုးတွေအဖွားတွေရှားခဲ့တဲ့ပစ္စည်းဥစ္စာနေတာလည်းပညာရည်ဒီဖြေရှားရှိနေ၏ယနာခါရကပစ္စည်းဥစ္စာတွေကိုလိုက်ရှား၍သူလောင်းရှားဖွေးတဲ့ပုဂ္ဂိုလ်တို့ဒီနာပညာရည်ဒီဩတရားမှမရှိတော့ပါလားပစ္စည်းတွေကြီးပြီးတော့ဒုရိယနာပရိသတ်နဲ့ဘုရားလောင်းနဲ့ကိုယ့်အဖို့မဲ့လားနော်ဘုရားလောင်းဟိတကကရုဏာကပစ္စည်းဥစ္စာတွေကြည့်ပြီးတော့သူတို့ကြံသွားတဲ့ပစ္စည်းဥစ္စာတွေပဲကြံရစ်ပါတော့ဤတကားဒီပစ္စည်းဥစ္စာတွေကိုရှားဖွေးတဲ့ပုဂ္ဂိုလ်တွေတရားမှမရှိတော့ပါတကားသံဝေကဉာဏ်ဖြစ်တယ်ပညာနဲ့ဖြစ်တယ်ငါမိပါအားလည်းပဲဆုံးကုန်ပြီငါလည်းပဲမကြခင်ပြေဆုံးရတော့မယ်လို့ပစ္စည်းကိုကြည့်ပြီးတော့ပစ္စည်းတွေပဲကြံတော့တယ်ပစ္စည်းရှာတဲ့လူတွေအားလုံးပြေဆုံးကုန်ပြီဘုရားအလောင်းမရဏနုပတိတို့ပဲလားပါတယ်လို့ပစ္စည်းကြည့်ပြီးတော့သံဝေကညာမရဘူးလားငါလည်းမကြခင်ပြေတော့မှာပဲသိငါမကြခင်ခေါ်တော့မှာပစ္စည်းကြည့်ပြီးတော့သံဝေကညာဖြစ်တယ်နော်တို့ဒီခေတ်လူတွေကတော့ပစ္စည်းကြည့်ရင်သံဝေကညာဖြစ်ဖို့ဆိုတာဝေးလေဟုတ်ရဲ့လားသင်္ကြန်လည်းပြီးတော့မသာမျက်နှာကြည့်တာတောင်မှသံဝေကမဖြစ်ဟုတ်တယ်လားအေးကြကြကြည့်လေဝရမမြတ်စွာဘုရားလောင်းဟရိတ္တတတုသားတွေပစ္စည်းတွေကြည်ပြီးတော့ပစ္စည်းတွေပဲကြရခဲ့ပါတော့ပစ္စည်းဥစ္စာတွေကိုရှားနေတဲ့ပုဂ္ဂိုလ်တယောက်မှမရှိတော့ပါလားငါ့ကိုလည်းမကြပြန်သိမင်းကြီးခေါ်တော့မှာပဲသိမင်းကြီးလက်မဟုတ်ခင်သိမင်းကြီးငါ့ကိုမကောင်းရင်ငါသည်ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုတွေကိုလုပ်မှာပဲလို့ဘုရားတော်ပစ္စည်းကြီးကြီးရင်းဖြင့်ဆုံးဖြတ်ချက်မချလိုက်တာပစ္စည်းဥစ္စာတွေကြီးရှုပြီးတော့ဒုရိယနာပရိသတ်နောက်နေ့မှာအဲဒီပစ္စည်းဥစ္စာတွေဘုရားတော်လှူတရက်လူလိုက်နှစ်ရက်လူလိုက်သုံးရက်လူခုနှစ်ရက်ပြီးတော့ငါဒီပစ္စည်းတွေလှူနေရရှိရဲ့တကယ်ကိလေသာကုန်ရကုန်ရောက်နေတဲ့မြတ်သောအကျင့်ကိုကျင့်ဖို့ရအတွက်ငါမှာအချိန်နည်းသွားလိမ့်မယ်ဒီလိုလူနေလို့တော့မဖြစ်ပါဘူးတို့ခေါ်ရမမြတ်စွာဘုရားလုံးဟရိတ္တတတုသားသည်ဘန္တာတိုက်ခြင်းဖွင့်အဲဒီဘန္တာတိုက်တဲ့ရဲ့တရားဝမှာသာဆွဲသည်ပါဆွဲလေအင်ကြီးဝရဒုတိယနာပရိသတ်တရားဝမှာသာဆွဲသည်ပါဆွဲတယ်ဘယ်လိုဆွဲတယ်လဲဆိုလို့ရှိရင်ဒိဉ္ဉေဝအာရတုပါဠိဒိဉ္ဉေဝဟောဒီပစ္စည်းဥစ္စာတွေကအကုန်လုံးလှူဒန်းပြီးတာဖြစ်ပါတယ်အားလုံးပါပဲလေလှူပြီးသားပါအာရတုယူခြင်းတဲ့ဘုရားတွေအားလုံးယူတော်မူကြပါအားလုံးလှူပြီးယူခြင်းတဲ့ဘုရားပါလေယူကြပါလို့ဒုတိယနာပရိသတ်ဘလောက်ဒီလိုလှူလို့ဘုရားဖြစ်လာတာနော်ဒုပရိသတ်ဟဲ့လားအတုခိုးပါအဲ့ဒီလိုသုံးလို့လူတန်းပြီးတော့ဘုရားအလောင်းတော်တဲ့တွေ့ရတောင်းမှန်ပြောဆိုတဲ့ရှင်မျိုးတွေငဲ့ရင်ဆက်လက်ဝင်ဝဲဆင်နေတဲ့ကြားပဲဘုရားအလောင်းခရိတ္တတတုသားတရားဟောတဲ့ခင်ဝန်ကြတော်တဲ့တောထွက်ပြီးတော့တော်ရရောက်တော့ယသိလှုပ်လိုက်တယ်ယသိဘုရားရောက်တဲ့အခါမှာဒုတိယနာပရိသတ်ခရိတ္တယသိဒီလိုနာမည်သင်ကြားပါတယ်ပါယသိခရိတ္တယသိခေါ်ရမမြတ်စွာဘုရားတော်ဟရိတ္တယသိကြီးသည်ယသိလုံးလင်းဒုတိယနာပရိသတ်9နှစ်ပြည့်တဲ့အခါ9နှစ်ပြည့်မှဇံအဘိညာရသည်ပါရတယ်လို့9နှစ်အထောက်ရတယ်မြေရှိုးမိုးပြဇံဘိညာရအောင်ဘယ်နှစ်အထောက်9နှစ်ပြည့်တော့ဘုရားလုံးဆံရအဲဒီခိမွန်တတော်မှာနှစ်ပေါင်းဘလောက်ရဲ့လို့တာထဲမှာမပါဘူးရှိတာကာလအကြာကြီးဘုရားအလောင်းဇံဘိညာတို့ဖြင့်နှစ်ပေါင်းများစွာကြာညောင်းစွာမနေခဲ့လားနေခဲ့နေတော့နောက်ပိုင်းရောက်လာတော့ခန္ဓာကိုယ်ထဲမှာဒုရိယနာပရိသတ်လူအပ်တဲ့ဓာတ်နှစ်ပါးရှိဒီဓာတ်နှစ်ပါးကမရှိလို့ကိုမဖြစ်တဲ့ဓာတ်နှစ်ပါးပဲเนาะအဲဒီဓာတ်နှစ်ပါးကဘာလဲဆိုရင်ချိုးကျင်စံငံခါပါမှတ်ရ6ရပါဆိုတဲ့အတိုင်းအရာက6ပါးနဲ့ပြောရင်အငံဓာတ်ရဲ့အခင်ဓာတ်ရဲ့ဘယ်နှဓာတ်
ခန္ဓာကိုယ်မှာဒီဓာတ်နှစ်ပါးမရှိလို့မရဘူးတော့တပိတ်ဟုတ်လားဒီဓာတ်နှစ်ပါးအာရုံသွားရင်ခန္ဓာကိုယ်ဒုတိယနာပရိသကြံ့ခိုင်မှုရှိမလားမရှိဘူးယောဂတွေလည်းဖြည်းဖြည်းမဝင်လာတော့ဝင်ပါကြလေအရှင်တရဲ့အငန္တရဲ့ဒီဓာတ်နှစ်ပါးအရေးကြီးဆုံးပဲဒီတော့ဘောရမမြတ်စွာဘုရားအလောင်းအရိတ္တယတိကြီးသည်ခန္ဓာကိုယ်မှာမရှိလိုအပ်နေတဲ့ဓာတ်နှစ်ပါးဖြည့်ဆည်းဖို့ရအတွက်အမှန်တည်းအရှင်တကရော့လာပြီးဖို့ရအဲ့ဒီဓာတ်နှစ်ပါးပြန်ရလာဖို့ရအတွက်ဟိမဝန္တတော့ကနေဆင်းပြီးတော့အရှင်တနဲ့အငန်ကမှီဝဲဖို့ရအတွက်ဘုရားလောင်းအရိတ္တယတိကြီးသည်ဒုတိယနာပရိသဟိမဝန္တကနေဆင်းလာဖြည်းလာလိုက်တာပါရဏသီမြို့ရောက်တော့ပါရဏသီမြို့ကိုရောက်ရှင်မရဲ့ဥယျာဉ်ကြီးထဲမှာဒုတိယနာပရိသသက္ကန့်ချသည်သက္ကန့်ချပြီးတော့နောက်တစ်နေ့မှာဘုရားလောင်းဟရိတ္တရဲ့ဒီပါရဏသီမြို့ရဲ့လဲပြီးတော့သောင်းကန်ကြွရင်နဲ့ဒုတိယနာပရိသဘယ်ရောက်လာတဲ့တော့ဆိုရင်ရှင်မရဲ့နန်းတော်တကားဝကိုရောက်လာတယ်ရှင်မယံကလည်းဒုတိယနာပရိသအမြဲတမ်းတတိထားတယ်ဘုရားလောင်းယသိကြီးတွေ့တော့မင်းကြီးယောက်ျားတယောက်ခေါ်ပြီးတော့အဲ့ဒီယသိကြီးသွားပင့်စားကွာလို့ပင့်ခိုက်လမ်းတော်ရောက်လမ်းတော်ပေါ်ရောက်တော့ဘုရားလောင်းဟရိတ္တယသိကြီးကိုသမုတ်တိတသေတိသတ္တဘာသာပန်နေပြီဖြည်းဖြည်းဆောင်တဲ့ရာဇပလင်ကြီးပေါ်ကိုကြွပါတော့ရာဇပလင်ပေါ်ပင့်တယ်ပြီးတဲ့ဆောင်းကျွေးပြီးတဲ့အခါမှာကိုရမမြတ်စွာဘုရားလောင်းဟရိတ္တယတိကြီးသည်ဖန်အနုမောဒနာတရားဟောပါသည်တရားဟောပြီးတော့ရှင်မရဲ့ပူ၍ဘုရားလောင်းကိုမကြည့်ညိုလိုက်ဘူးတရားနာပြီးတော့ပူကြည့်တယ်အဲဒီလိုကြည့်ညိုလာတဲ့အတွက်ကြောင့်ယတိကြီးကိုဘုရားလောင်းယတိကြီးကိုဘာရဏသီပြမိတ်နာမင်းကြီးကရှင်ဘုရားဘယ်သွားမလို့လဲဘုရားလို့မေးလိုက်တော့တကကြီးကျုပ်ဝါကပ်ဖို့ရတဲ့ဝါဆိုကြောင်းလိုက်ကြနေတယ်ပေါ့အဲဒီလိုပြောလိုက်တဲ့အခါမှာဘာရဏသီပြမိတ်နာမင်းကြီးသည်မနေ့ကစားပြီးတော့ဒုရိယနာပရိသယတိကြီးကိုခေါ်ပြီးတော့သူ့ဥယျာဉ်ထဲကိုလာဥယျာဉ်ထဲမှာယတိကြီးအတွက်သင်္ကန်းကြောင်းဆောက်ရိပ်ဥယျာဉ်မူကြီးကိုကပ္ပိယကာရကအဖြစ်တာဝန်ပေးပြီးတော့အရှင်ဘုရားမနက်ဖြန်ကသာရင်တော်တတိတော်နန်းတော်ကိုသုံးစာကြွတော်မူပါဗျာဘယ်ဘုမအရှင်ဘုရားမသွားပါနဲ့တော့ဗျာသုံးကိစ္စတတိတော်တာဝန်ယူမယ်ဆိုပြီးတော့ရှင်မင်းလျှောက်ပြီးတော့နန်းတော်ပြန်သွားကောရမမြတ်စွာဘုရားလောင်းဟရိတ္တယတိကြီးသည်နောက်တနေ့ကသာရင်တော်ဒုတိယနာပရိသရှင်မရဲ့နန်းတော်ကို7 နာရီခွဲလောက်ကြွ၍နန်းတော်ရောက်တဲ့အခါမှာရှင်မယကြီးနဲ့အလဘသံလဘစကားတွေပြောဆို၍10 နာရီလောက်ဆုံးကပြီးပြန်။ဟောလို့ချင်းလည်းကောင်းတဲ့ကဇာနဲ့ကြွပြီးပြန်လို့ချင်းလည်းဒုတိယနာပရိသကောင်းတဲ့ကနေပြီးတော့ဥဝေတဲ့ကိုဇန်နဲ့ပြန်ကြွပါပြီ။ဘာနဲ့သွားတဲ့တော့ပြန်လို့ဇန်နဲ့သွားဘယ်လောက်ကြာလဲဆိုရင်7 နှစ်ကြာပြီဘယ်နှစ်နှစ်ဥယျာဉ်ထဲမှာနေတာဘယ်နှစ်နှစ်ကြာ7 နှစ်ပြည့်တော့ဘာနာတိနိုင်ငံသူအပ်တဲ့ပြမတမိတိပိုင်ဆိုင်တဲ့ပစ္စန္တပါဠိလိုနိုင်ငံရဲ့အစွန်အဖျားနေဇတ်ပေါ်ဗျာနိုင်ငံရဲ့ဗါတဲ့လေအစွန်အဖျားနေဇတ်ပေါ်ဟုတ်လားရပါရဲ့နိုင်ငံနဲ့နိုင်ငံတိုင်းဟာဒုတိယနာပရိသနေဇတ်မှာနေတဲ့လူတွေဟာအများအပြားဥပဒေမဲ့လူတွေများတယ်နော်ဥပဒေမဲ့အလုပ်တွေကိုလုပ်တဲ့လူတွေမများဘူးလားဟောနေဇတ်ဆိုတာဒုတိယနာပရိသအတင်လာသမိုင်းကြောင်းကဒီတိုင်းပဲဟုတ်လားနေဇတ်မှာနေတဲ့လူတွေကအများအပြားဥပဒေမဲ့လူတွေများတယ်ဥပဒေမဲ့အလုပ်တွေလုပ်တဲ့လူတွေမများဘူးလားများတယ်လို့ဒါမှတ်လားပြီးတော့အဲ့ဒီနေဇတ်ရှိတဲ့ရွာတွေကိုဓမြတိုက်တဲ့သဘုံတွေပေါ့ရွာတွေကိုဓမြတိုက်တဲ့သဘုံတကနေခါအဲ့တော့ရှင်မယံကိုဆရာသင်္ကလာအကြောင်းကြတော့ရှင်မယံကဒီသဘုံရံကိုငါကိုယ်တိုင်သွားပြီးနှိမ်နှင်းမှဖြစ်မယ်လို့ရှင်မယံကအဲ့ဒါလိုသုံးပြချက်ချ၍နန်းတော်ရောက်လာတဲ့ဘုရားအလောင်းဟရိတ္တယတိကြီးကို
အရှင်မယတတိတော်သဘုံတန်သွားပြီးတော့ငြိမ်းပါမယ်ဘုရားတတိတော်မရှိတော့လေတတိတော်ရှိတယ်လို့ပဲအရှင်မယနန်းတော်ကိုဆောင်းစားကြွပါဘုရားလို့ပြပြီးတဲ့အခါမှာဗာရဏသီရှင်မတမင်းကြီးသူ့ရဲ့မိဖုရားခေါင်းကြီးကိုမိဖုရားကြီးကိုအပ်တယ်မိဖုရားကြီးမနေ့ကစားပြီးတော့နေရိုးသေးသေးလေးလေးစားစားယသိကြီးကိုဆုံးလုပ်သေးပါလို့မိဖုရားကြီးကိုအနှံ့၍တောင်းအောင်မပေးလိုက်တာပေးလိုက်ပြီးတော့ရှင်မယနေ့လေ12 နာရီကြော်လောက်မှာဆင်တမြင်းတာယထာတာခြေလျင်တက်တို့ဖြင့်သဘုံဖနေတဲ့နိုင်တိုက်ရအဆောင်ရဖို့ပြတ်သွားဝရမန်မြတ်စွာဘုရားနဝရိတ္တဇာယတိကြီးသည်ဒုတိယနာပရိသနောက်နေ့ကစယူအခါရဲဆိုရင်နန်းတော်ကို7 နာရီဝဲလောက်ဆိုရင်မရောက်ဘူးလားရောက်တော့ဘုရားတော်စဉ်းစားတယ်အော်ရှင်မင်းမရှိဘူးဘာဒီမှနေတာရှင်မင်းရောက်ပြရတာအဲ့တော့ရှင်မင်းမရှိရင်နန်းတော်မှာမောင်မမိတ်တန်နေတယ်အယောတဝင်နေ့တိုင်းပြောဆိုလို့မသိတော့ဘူးငါသောတာတင်ဒီမှာသွားမယ်သတိတော်ဘုရားလောက်နောက်နေ့ကစားပြီးတော့ဒုတိယနာပရိသ10 နာရီသာတာလောက်တွန်းရင်15 မိနစ်ပေါ့ဟုတ်လားအဲ့ဒီချိန်မှာဘုရားလောက်ကြွနေကြအချိန်ကြွတာမကြွဘူးဒုတိယနာပရိသဗမာလိုပြောရင်တော့ကျိုးတင်ကဝယ်ထားတာဘာလို့ထားလဲကျိုးတင်ကဝယ်ထားတာပဲသူကအဲ့ဒီတော့ဘုရားလောကရိတ္တဇာယတိကြီးပြီနောက်နေ့ကသာရိတာဒုတိယနာပရိသ10 နာရီသာတာလောက်မှကောင်းကင်ကနေဇန်နဲ့ကြွလာပါသည်၄ ငါရှိရတော့ဘယ်လောက်လဲ၄ ငါရှိရတော့ကြာတော့မိမိရဆောင်ရည်ဒီ7 နာရီလောက်အမိုးရဲ့ကြိုင်လေးတို့ဖြင့်ရေမိုးချိုးပြီးတော့ဘောရမန်မြတ်စွာဘုရားလောကရိတ္တဇာယတိကြီးလာမယ်လမ်းကိုညောချင်းစောက်တာကြည့်ကြည့်ရင်းဖြင့်လေသာပြတင်းပေါက်နာမှာတခါလောက်ရှိတဲ့ကတိအနိမ့်လေးမှာခိုင်းပြီးတော့လင်းငန်းခံပြီးတော့ယသိကြီးအလားကိုစောက်ပြောပြီးတော့နေတဲ့မိမိကောင်းကြီးဟဲ့ဘောရမန်မြတ်စွာဘုရားလောကရိတ္တဇာယတိကြီးသည်ပင်ကန်းယုံခရိတ်တိုက်၍10 နာရီလောက်မှကောင်းကင်ကဇန်ချင်းကြွလာပါသည်လေသာပြတင်းပေါက်ရောက်တော့ဝါကတိရဒီသင်္ကန်းမျိုးမဟုတ်ဘူးနော်ဖြော်ရင်းရထားတဲ့သင်္ကန်းအဲ့ဒါလျော်တေးသင်္ကန်းလို့ခေါ်တယ်။ဘာသင်္ကန်းသင်္ကန်းအကျမ်းစာကြီးပေါ့ဗျာဒီပရိသတ်သင်္ကန်းပါလေတဲ့အဲ့ဒီကိုရင်ပေါင်းလာရောက်တော့သူသင်္ကန်းတံကိုကြားလိုက်တော့မိဖုရားကြီးကရက်ခါမိဖုရားရှင်ရှင်ဒုတိယနာပရိသတ်ပြတ်ဆိုထားလိုက်တဲ့အခါမှာဝတ်ထားတဲ့လုံကြီးထမိန်ကပိုးထမိန်ကိုဘာထမိန်လဲပိုးထမိန်ဆိုတော့ရက်ဆိုလုံကြီးကျွတ်သွားအဲဒီလုံကြီးကျွတ်သွားတဲ့အခါမှာဝိသဘာကအာရမဏံဝိသဘာကယောက်ျားတို့နဲ့သဘောမတူတဲ့အာယုံယောက်ျားလေးနဲ့ပါဖြစ်တယ်သဘောမတူနဲ့မတူတဲ့အာယုံပေါ့ဗျာအဲ့ဒီဝိသဘာကအာယုံဒီဘုရားလောင်းမျက်စိမှာလာပြီးတော့ထိခိုက်သွားပြီသက္ကုအာဒိတံဘုရားလောင်းမျက်စိမီးလောင်ပြီးဒါကမီးလောင်သွားပြီဘာလို့ပါဝိလောင်သွားပြီအဲ့ဒီလိုဓာတ်မီလောင်သွားတဲ့အတွက်ကြောင့်အနည်းနဲ့အလားလားဘဝပေါင်းများစွာလူရှိလာလိုက်တောတပိတော့ယသိလောက်သွားလိုက်ဇန်ပင်ရလိုက်ဗြဟ္မကြီးပေတော့ကြောက်သွားတယ်ရောက်သွားလိုက်ဗြဟ္မကြီးကနေဗြဟ္မသက်တမ်းစီတော့ပေလာလိုက်လူရှိလာလိုက်လူရှိတော့တောထက်သွားလိုက်ယသိလောက်လိုက်ဆရာအထုံးလိုက်ဇန်မဲဖို့ရလိုက်ပေတော့ဘယ်ရောက်သွားအဲ့ဒီလိုဒုတိယနာပရိသကဝပေါင်းများစွာနှစ်ပေါင်းများစွာကဘာပေါင်းများစွာသီလသမာဓိပညာတို့ဖြင့်ထိမ့်သိမ့်ထားတဲ့ကိလေသာသည်တရားနဲ့မဟုတ်ဘူးနော်တဘဝနှစ်ဘဝဟုတ်တယ်နှစ်ပေါင်းသိမ့်ပေါင်းများစွာစာထဲမှာပါဟုတ်လားနှစ်ပေါင်းသိမ့်ပေါင်းများစွာဒုတိယနာပရိသငင်သက်နေတဲ့သီလသမာဓိပညာတို့ဖြင့်ထိမ့်သိမ့်ထားတဲ့အတွက်ကြောင့်ငင်သက်နေတဲ့ကိလေသာသည်ဒုတိယနာပရိသပချုပ်ထဲမှာထည့်၍ပချုပ်ဝင်လာတဲ့အခါမှာဒိုးထားပြီးတော့ဝေအောင်ကြည့်ပရင်းထားတယ်လို့ဘုရားလောခန္ဓာကိုယ်ထဲမှာနှစ်ပေါင်းသိမ့်ပေါင်းများစွာညင်သက်နေတဲ့ကိလေသာတွေမထကြွလာထကြွပရိယုဒ္ဓနာထကြွသုံးချမ်းတဲ့ဘဝရောက်သွားဝရမမြတ်စွာဘုရားလောကရိတ္တဇာယတိကြီးသည်ဒုတိယနာပရိသအဲ့ဒီကိလေသာတရားကြောင့်ဘယ်တရားကြောင့်ကိလေသာတရားကြောင့်လောကဓမ္မမိဖုရားကြီးရဲ့လက်ကိုဆွဲ၍မိဖုရားကြီးရဲ့လက်ကိုဗာပြည့်လဲ
ထွဲ၍ဒုတိယနာပရိသအဒီနန်းတော်တွေကကလကာရီကာရတဲ့လုံကြုံတဲ့တနေရာမှာလင်မယားသုံးတန်တန်မျိုးလွန်ကျူးဖောက်ရတဲ့ဘဝကြောင့်ဘုရားလောင်းမိဖုရားကြီးနဲ့မလွန်ကျူးလားလွန်ကျူးဖောက်ပြန်တရားမကဘူးဒုတိယနာပရိသနောင်နေလဲဒီတိုင်းပဲဆိုပြီးတော့အမတ်တွေကစာရေးပြီးတော့ဒုတိယနာပရိသရှင်မယင်ထံမင်းခယောက်ျားတစ်ယောက်အစေခံတရားကိုလွတ်ပြီးတော့စောင်းတာရှင်မယင်ကရှင်းတမ်းမှလည်းရှိသေးတယ်ဒုပရိသဟာရလားအဲ့ဒီစာကိုဖတ်ကြည့်တော့ရှင်မယင်ကမယုံဘူးတဲ့ဒုပရိသရှင်မယင်ကယုံသလားမယုံဘူးတဲ့ဒါသက်သက်ငါနဲ့ရသေကြီးနဲ့စိတ်ဝမ်းကွဲအောင်လုပ်တာဖြစ်မယ်ဆိုပြီးတော့ရှင်မယင်ကဒုတိယနာပရိသယုံသလားတော့တရားလွန်နေပြီဟုတ်လားကျင့်ကြံမှုမလွန်သွားလားလွန်သွားပြီတရားလွန်ရင်တဏှာဖြစ်တယ်နော်ဒါကဒုတိယနာပရိသအခန်းလို့တော့မအောင်မေးနဲ့ဟုတ်လားမဆမ်းပါဘူးဆမ်းမလားမဆမ်းဘူးခင်ဗျားတို့ပကံသမိုင်းနဲ့ကြည့်လိုက်စမ်းအနှစ်ပေါင်း900အနှစ်ပေါင်းဘယ်လောက်ပကံမှာအလောရကမပေါ်ခင်ပေါ့အကြီးကြီးယဟန်တွေဗာယဟန်တွေအဲ့ဒီခေတ်ကစင်မင်းနဲ့တကွလူတွေကိုအဲ့ဒီအကြီးကြီးယဟန်တွေကနေတစုဘလို့မှိုင်းမှန်းထားမှမသိဘူးဒုတိယနာပရိသပန်းဥဆက်တယ်ဆိုတာဟိဘာဥဆက်တယ်လဲပန်းဥဆက်တယ်ဟာလားမင်္ဂလာကောင်ကစားကိုယ့်ရဲ့ဇနီးကိုအဲ့ဒီအကြီးယဟန်တွေကိုသွားလှူတယ်အဲ့ဒါပန်းဥဆက်တယ်အခုမှလူမျိုးဘုန်းကြီးကသမိုင်းလေးလာကြည့်တယ်တော်အတနတလူမျိုးပဲအသိဉာဏ်နဲ့နေတဲ့ကောင်သားတွေပဲဟုတ်လားဘုရားသာသနာရှိရုံမရှိရင်ကဘာမှအမိုက်ဆုံးနိုင်ငံဖြစ်နော်ဘယ်လိုသိဉာဏ်နေတာဟုတ်ရဲ့လားကိုတုတ်ညံ့ညံ့ဇနီးကိုဟုတ်လားသူများသွားထူရတယ်ကြားဘူးလေကွာနော်အမှလူမျိုးတွေတော့ဖြစ်နေကောင်သားတွေဟုတ်လားကြားရှိသေးတယ်အဲ့ဒါအနှစ်900ဘာကမှအနှစ်ပေါင်းဘယ်လောက်လဲ900ဒုတိယနာပရိသဒီခေတ်နဲ့တချို့နေရာတွေမှာမရှိဘူးလို့ပြောနိုင်လားမပြောနိုင်ဘူးနော်အဲ့ဒါတတိယဒုတိယနာပရိသကဲရှိသေးတယ်အဲဒီတော့ဗာရဏတိဓမ္မတမင်းကြီးကမယုံပါယုံလားမယုံဘူးအဲ့တော့စိတ်တက်ကိစ္စပြီးတော့ပြန်သိမ်းလာစိတ်တက်ကြလာပြီလို့ပြန်လာတော့နန်းတော်ရောက်တော့မိဖုရားကြီးကိုခေါ်ပေးတယ်ညီရသေးရင်းနဲ့ဒီလိုဖောက်ပြန်လွန်ကျူးတယ်ဆိုတာဟုတ်လားမှန်ပါဟုတ်ပါတယ်ခင်ဗျာမှန်ပါပါဗျာအရှင်မင်းတရားကြီးရသေးကြီးကသုသမားကြီးပါပေါ့လေအဲ့မိဖုရားကြီးကလည်းအဲ့ဒီလိုရှောက်တော့ပေါ့ဗျာဟဲ့လားအဲ့ဒါနဲ့မယုံဘူးတဲ့ဒုပရိသရှင်မယင်ကယုံလားမယုံဘူးတဲ့မိဖုရားကြီးပြောတာလည်းယုံလားဒါနဲ့ကိုရလာဟောကိုရရောက်တဲ့အခါမှာဘာလဲဒီပြန်လိုက်တဲ့မင်းကြီးကိုရရောက်တဲ့ငန်းကြောင့်ကြီးရောက်တဲ့အခါမှာဘုရားလောင်းကျတဲ့ကြီးတွေညံသင်္ကန်းကျောင်းဘောကဆင်းလာ၍သင်္ကန်းကျောင်းရှိပါတဲ့အလဘတနာဘမာကျောင်းခြားကျောင်းစကားတွေပြောဆိုပြီးတဲ့အခါဘာလဲဒီပြန်လိုက်တဲ့မင်းကြီးဒီဝရမမြတ်စွာဘုရားအလောင်းရိတ္တသာယတိကြီးကိုသုဒ္ဓမေတ္တာမအပြမေကာမေဘုံဇတိဟာရိတောဣဇေတံဝဒနံဒုက္ခံကိသိသောဣရိယတိဘောမအပြမေဩဟရိတ္တသာယတိကြီးဟရိတောဟရိတ္တသာယတိကြီးဒီကာမေလူတွေခံစားနေတဲ့ကာမဂုဏ်တရားတို့ကိုဘုံဇတိလူတွေအတိုင်းပဲခံစားရနေပါပြီဣတိဤသို့ဣဒံဤစကားကိုမိမရတတိတော်သည်သူတံအမတ်တွေကစာရေးတဲ့အတွက်ကြောင့်ပထမဆုံးကြားခဲ့ပါလိမ့်ရှိသူတံနန်းတော်ရောက်တဲ့အခါမှာအရှင်မယန်းနဲ့ဖောက်ပြန်တဲ့မိဖုရားကြီးကိုမေးတော့တဲ့မိဖုရားကြီးကဟုတ်မှန်ပါတယ်လို့ပြောဆိုတဲ့အတွက်ကြောင့်ကြားခဲ့ရပါလိမ့်ရှင်ဘုရားတဲ့အရှင်ဘုရားဟာလူတွေခံစားတဲ့အတိုင်းကာမဂုဏ်တရားတွေခံစားနေတယ်လို့တတိတော်အမတ်ဒီစီကဟောလူတွေစီကဟောမိဘရဲ့ကောင်ရှင်မရနဲ့ဟောက်ပြန်တဲ့မိဘရဲ့ကောင်ကြီးကတတိတော်ကြားတဲ့စကားဒီတော့ကြားခဲ့ပါတယ်ဗျာဣဇေတံဝဒနံဒုက္ခံကိသိသောဣရိယတိဟောမှာပြန်မယ်ဩယတိကြီးဗျာပြည့်တဲ့တို့ဣဒံအရှင်မယံဒီယတိမိဖုရားရှင်နဲ့ပေါက်ပြန်တယ်ဆိုတဲ့ဒီစကားသည်ဒုက္ခံတို့ဘောမမှန်ဘူးလားဗျာသစ္စာတို့ဘောမှန်ပါကလားဗျာအရှင်ဘုရားမိဖုရားခေါင်းကြီးနဲ့လုံကျူပေါက်ပြန်တယ်ဆိုတဲ့စကားကမှန်သလားမမှန်ဘူးလားဗျာလို့မေးဒီစဉ်တို့တော့ဣရိယတိ
ဘုရားရရင်သေးသေးမေးချင်းချင်းမေးတယ်နော်တို့လိုက်တာဘောမှာပြန်မေးဦးရည်ကြီးဖေဟာကိစ္စလို့တော်ကျမ်းမရသည်တို့တော့ကာယကဝိသေကမနောကံစင်ကြယ်နေပြီဣရင်ကျသိနေထိုင်ပါတော့အရှင်ဘုရားရဲ့ကာယကဝိသေကမနောကံနိုင်ချင်းစင်ကြယ်ရဲ့လားဗျာလို့ဘုရားလောင်းယတိကြီးကိုဗာရဏသီဓမ္မတမင်းကြီးကမေးလိုက်အဲဒီလိုဗာရဏသီဓမ္မတမင်းကြီးကဒုတိယနာပရိသမေးလိုက်တဲ့အခါမှာဘုရားလောင်းအရိတ္တကယတိကြီးသည်ဒီရှင်မင်းကြီးမဟုတ်ရပါဘူးမဖောက်ပြန်ရပါဘူးလို့ငါလင်ပြောရင်လည်းသူ့ယုံပါပဲငါလင်ပြောရင်လည်းဘာဖြစ်လဲယုံပါပဲသို့တော့လောကေသစ္စာတတိတိနာမှာပဋိဋ္ဌာနတ္တိလောကေတတ္တလောကကြီးနဲ့သစ္စာတတိတိအမှန်တရားဆိုတဲ့သစ္စာစကားနဲ့တူတော့ပဋိဋ္ဌာသတ္တဝါတို့ရဲ့တရားအားကိုးရသည့်နတ်တွေမရှိပါဘူးလောကမှာသစ္စာတရားနဲ့တူတော့တရားမိရအားကိုးရမရှိလောကမှာအကိုးရဆုံးတရားတွေသစ္စာတရားပဲဗာတရားလေသစ္စာတရားတွေယူသားတ attva တွေအတွက်တောလောကလုံးအတွက်ဒုတိယနာပရိသအာမကိုးရတာအားကိုးသစ္စာလေးနဲ့ပေါ်စုတက်ကနာမျက်စိပြန်ဆိပ်ပဲဝယ်ဆိုတယ်ဟုတ်ရဲ့လားလူတွေသစ္စာရှိရင်ဒုတိယနာပရိသလမ်းပေပေါက်နေတဲ့မျက်ပင်တွေကပါပဲလေဆိပ်ပင်တွေယူသားတ attva ဒီကိုဒုတိယနာပရိသစာရေးဝရေးနေရေးကျမ်းမာရေးချမ်းသာရေးယောဂဗျာတွေကျင်းအောင်လူလောကကြီးကိုနှံ့ပန်းအောင်လုပ်နိုင်တဲ့တရားတွေပဲတရားသစ္စာတရားပဲလောကသစ္စာတရားတော့လူတွေအတွက်အားကိုးရတရားမရှိဘူးလူတွေအတွက်အားကိုးရဆုံးတရားတွေပဲတရားသစ္စာတရားပဲလို့ခရလောက်ဒီလိုစိတ်တရားဆုံးဖြတ်တဲ့ကအဲဒီလိုဆုံးဖြတ်တဲ့ကပြီးပြီဥစ္စိတသစ္စာဆုံးဖြတ်အပ်သောသစ္စာတရားရှိကြကုန်တော့အဘောအေးဘူးလေးပဲနော်ဝါဥဒိတာသစ္စာတရားကိုကြိုးခိုင်းထားကြကုန်တော့ဘာတရားလဲကြိုးခိုင်းတယ်ဟုတ်လားအဘောအေးဘူးထပ်ပြောပြီးအောင်ဥဒိတာသစ္စာအမှန်တရားကိုကြိုးခိုင်းထားကြကုန်တော့ဘာတရားလဲကြိုးခိုင်းတယ်ဟုတ်လားကဲပေါ်ပြီးမယ်နောက်ဆုံးပိုက်ဥဒိတာသစ္စာလိညာပြောဆုံးနေကြကုန်တော့ဘောဓိတတဘုရားလောင်းတို့သည်ဘောဓိမူလေဘောဓိပင်ကျင်ရင်လိုက်သဗ္ဗညုတဉာဏ်သဗ္ဗညုတဉာဏ်တို့ဝါဘုရားဖြစ်တို့ပါပုံနေတုံးရောက်ခြင်းကနတ်သက်ကွန်တိမစွမ်းနိုင်ပါအတိတ်ကလိညာတဲ့ဘုရားလောင်းများသည်ဘောဓိပင်နဲ့ရှိပင်မှာဘုရားဖြစ်တို့ရောက်သွားတဲ့ဘုရားလောင်းတဆူမှမရှိဘူးဗျာဟုတ်ရဲ့လားဘုရားလောင်းများသည်နိယတဗျာတိပံပြီးလို့ရှိရင်ဘုရားဖြစ်တို့ရောက်သည့်တိုင်အောင်ဒုတိယနာပရိသဘယ်ဘဝမှာမှလင်းညာခြင်းမုဒ္ဒဝါဒအလုပ်ကိုလုပ်သလားပြောသလားဘယ်တော့မှပြောငါးပါးသီလထဲမှာရသိပံပြီးရင်ဘုရားလောင်းများမလွန်ကျူးမလိမ်ညာတဲ့သိက္ခာပုဒ်ဒီပဲရတယ်ဟုတ်လားဘယ်တော့မှဘုရားလောင်းများမလိမ်ကျန်တဲ့သိက္ခာပုဒ်ဒီနည်းနည်းပါးပါးလွန်ကျူးတတ်သေးတယ်တဲ့မုဒ္ဒဝါဒကိုတော့ဘယ်တော့မှမလွန်ကျူးဘူးဘာကြောင့်လဲဆိုတော့မုဒ္ဒဝါဒသည်လူသားတ attva တွေလူလောကကြီးအလှကိုခိတ်သုံးပြည့်စည်သွားအောင်လုပ်တဲ့တရားမုဒ္ဒဝါဒအတန်ပြည့်ကြီးတယ်တော့တို့ပြတာဟုတ်ရဲ့လားဒါကိုအတန်နှင်ဆုံးထိမ့်သိမ့်ပါလို့လှခြင်းရဲ့တိုင်းပြည်လှခြင်းရဲ့ဟုတ်ရဲ့လားဘုရားဝါဒကိုဘာလို့သိပါဘုရားတော်များရတိတ်ပံပြီးရင်ဘယ်တော့မှမလိမ်ဘူးပါဏာတိပါဒဘုရားကိုတတ်တဲ့အလုပ်တဘဝတလိရှိတတ်ပါတယ်အနာတိပါဒနည်းနည်းပါးပါးမရှိဘူးလားဒီလေဘုန်းကြီးတို့ဇာတ်တော်တစ်ခုမှာဘုရားအလောင်းကျွတ်မွင်းဘဝဘာကွာကျွတ်ပေါင်းများစွာရဲ့ခေါင်းဆောင်ပြီးပေါ့ဗျာဘုရားလောင်ကျွတ်နေတယ်ဘုရားလောင်ကျွတ်မင်းတို့နေတဲ့ကျွန်းကြီးကိုဒုတိယနာပရိသခွေးကြီးမြေခွေးကြီးတစ်ကောင်ရောက်လာဘယ်လိုရောက်လာတော့မြေခွေးကခြေထောက်တစ်ချောင်းကို၃ချောင်းထောက်တယ်တစ်ချောင်းကြွထားတယ်ပကတ်ကြီးကိုမိုးပေါ်ထောင်ပြီးတော့ခထားတယ်ဒီတော့ကျောင်းမှာရှိတဲ့ကျွဲ့စားရည်တဲ့သတ္တဝါတွေကမေးတော့မင်းမစားရတာပါလဲငါသူများအသက်မစားဘူးတဲ့လေစားတယ်တဲ့ခွေးကပါစားတယ်ခြေထောက်တစ်ချောင်းကြွတာကဘာသဘောလဲငါသီလသမာဓိပညာအကောင်းတဲ့အတွက်ကြောင့်လေးချောင်းထောက်ရင်မြေကြီးမခံနိုင်မှကြောက်လို့တစ်ချောင်းကြွထားတယ်တဲ့ခွေးကဟုတ်လားအဲ့တော့ဒီပြင်တိရစ္ဆာန်တွေကယုံကြတယ်ပေါ့ဗျာတွေ့တယ်လေအဲ့ဒါညကြရင်အစာထွက်တော့အစာချထွက်တော့မယ်နေဝင်ယူကြီးလေအဲ့ဒီတွေ့ဒီအစာထွက်တဲ့နောက်ဆုံးတစ်ကောင်ကိုအထွက်မှတစ်ကောင်တုတ်တယ်သူကခွေးကအထွက်မှမနဲ့မိုးလင်းကကျတော့
သူ့ကျွင်းနဲ့ပြန်ပြီးတော့မဝင်ဘူးလားအဝင်းမှာတကောင်တုတ်တယ်အကမှာအဝင်းမှာတကောင်တုတ်တယ်အကမှာဒီနေ့ဘယ်နှကောင်ဆိုဝဲဟောပြီးဘောကြီးဖြစ်ကြီးဟုတ်လားအဲ့တော့ဘုရားလောင်းကသူပြောတဲ့စကားသူပြောတဲ့အမူအရာဘုရားလောင်းကပြောနေတာမယုံဘူးမယုံတာဘုရားလောင်းချက်မယ်ဟုတ်ရဲ့လားအဲ့ဒါသူ့ချက်တွေသူရည်တော့3ရက်လောက်ကြာတော့ဒီနေ့2ကောင်ဆိုတော့3ရက်ဆိုဘယ်နှကောင်ငါချက်ဒီပြောက်တယ်ဒီကောင်လက်ချက်ပဲဖြစ်ပြန်တော့အဲ့နောက်နေ့ဒုတိယနာပရိသအစာကြထက်ချိန်ကြတော့ဘုရားလောင်းကျွတ်မင်းကြီးကအကောင်ကြီးဆုံးကြီးကိုဗျနောက်ဆုံးမှနေဘာမှနေနောက်ဆုံးမှနေတော့ခွေးကဒုတိယနာပရိသနောက်ဆုံးချက်ကိုစားမဲ့ပုံစံနဲ့ဆန့်ပြင်လိုက်တော့ဘုရားလောင်းကခုံပြီးတော့သူ့လက်ကြောင်းကိုက်ထောက်လိုက်ခွေးပြီးတော့အဲ့ဒါအဲ့ဒီလိုဘာနာတိပါဒနည်းနည်းပါးပါလွန်ကျူးတာမရှိဘူးလားအဒိဏဒါနလည်းနည်းနည်းပါးပါရှိတယ်ကာမေတုမေသဒနာလည်းနည်းနည်းပါးပါရှိတယ်သူရမေရယသိရသေးရသောသားတာလည်းနည်းနည်းပါးပါမရှိဘူးလားရှိတယ်လုံးဝမလွန်ကျူးတာပဲသိက္ခာပုဒ်ဘုရားဝါဒသိက္ခာပုဒ်နဲ့ဒုပရိသဟဲ့လားဒါကြောင့်ဘုရားဝါဒသိက္ခာပုဒ်ဘာလို့မလွန်ကျူးလို့ဆိုရင်ဘုရားဝါဒဟာတလုံးကလုံးရဲ့အလားအပချမ်းသာဒုက္ခမှန်သမျှတွေကိုပြည့်စည်အောင်လုပ်တဲ့တရားသည်ဘယ်တရားသိက္ခာပုဒ်ဒီပဲသိက္ခာပုဒ်ဒါကြောင့်ခင်းကဝါလွန်တဲ့ဆိုမကပွင့်တော်မူရအောင်တော့ဘုရားလောင်းတို့ဒီတော့ငါလည်းပဲဘုရားလောင်းဖြစ်နေတဲ့အတွက်ကြောင့်မုဒ္ဒဝါဒအလုပ်လုပ်ပြီးတော့ဘောဓိပိတဲ့ရှင်မင်းမှာဘုရားဖြစ်တော်ရောက်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိမုဒ္ဒဝါဒရှောင်မပဲလို့ဘုရားအလောင်းရဲ့သို့အဋ္ဌံတော်မူ၍ဘုရားအလောင်းဣဒ္ဓဇယသိတိသည်ဘာယနတိဇမဏမိနိအားဧဝမေတံမဟာရသယထံတိဝဒနံသုတံကိုမကပတိပန္နောသမိမောဟနေသုမုခိတောဘာရတမြတ်သောမင်းတရားတေတရားသင်မင်းတရားသည်သုတံယထာခရိတကယတိခြင်းနိဗ္ဗာန်ခြင်းနဲ့လွန်ကျူးဖောက်ပြန်တယ်လို့ကြားခဲ့ရတဲ့အတိုင်းဧဝံဧတိုင်းဤသို့သင်ကြားခဲ့တဲ့သရသည်ဧဝံသင်မင်းတရားကြားတဲ့အတိုင်းမှန်လားတဲ့ဟောတိဖြစ်ပါလေရှင်မင်းတရားတဲ့အရှင်မင်းတရားကြားထားတဲ့အတိုင်းခရိတကယတိကြီးကမိဘရဲ့ခေါင်းကြီးနဲ့လင်မယားလိုလွန်ကျူးဖောက်ပြန်တဲ့အလုပ်တွေလုပ်နေတယ်လို့အရှင်မင်းတရားကြားတဲ့စကားအတိုင်းမှန်ပါတယ်ဗျာဟုတ်ပါတယ်ဗျာလောအတိတ်ဉာဏ်ပေးဝန်ခံလိုက်လားဝန်ခံလိုက်ဝန်ခံလိုက်ပြီးတော့ဗျာလောကကုံမကံပတိပန္နောသမိမောဟနေသုမုခိတောဘာရတံမြတ်သောမင်းတရားလောကတတ္တဝါပေါင်းသည်ဝါလူသားတတ္တဝါပေါင်းသည်ဆောင်ပြမောဟနေသုတတ္တဝါတွေကိုတွေ့ဝေသွားအောင်ဘာမှညာမသိအောင်ဟုတ်လားမိန်မောသွားအောင်မိုက်ရိုင်းသွားအောင်ဘာခိုင်ဘာလို့ရမှန်းမသိအောင်ကိုယ့်ရဲ့ဘဝတွေငါဘယ်လိုလူသားတွေလဲဆိုတာကိုဘာမှမသိအောင်ပြုလုပ်တတ်ကုန်သောငါးပါးအယုကာမဂုဏ်တရားတို့၌မုစီတောတတ္တဝါတွေဟာလေငါးပါးအယုကာမဂုဏ်တရားနဲ့တွေ့လာလေလို့ရှိရင်တွေ့ဝိမိန်မောတတ်မဲ့တရားဟောသည်ဖြစ်ပါလေကြောက်ပြသူပြတဲ့အတိုင်းဒုရိယနာပရိသမဟုတ်လားဟုတ်အရှင်မင်းတရားတဲ့လူတွေဟာလေရူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဘုဒ္ဓဘာယုံဘယ်နှခုလဲအခင်မန္တမြရူပါယုံဟုတ်ပြီလားအတ္တမန္တမြတတ္တယုံအနတ်မန္တမြခန္ဓာယုံအယတမန္တမြရတ္တယုံအတွေ့အထိမန္တမြဘုဒ္ဓဘာယုံငါးပါးအာယုံကာမဂုဏ်ရှင်မင်းတရားလူတွေဟာငါးပါးအာယုံကာမဂုဏ်တရားဟာသတ္တဝါတွေကိုမိန်မောအောင်တွေ့အောင်ဘာမှညာမှမသိအောင်ဒီကမေလက်ကမသိအောင်မိုက်ရိုက်အောင်ပြုလုပ်ကြတဲ့ငါးပါးအာယုံကာမဂုဏ်တရားနဲ့တွေ့လာပြီဆိုရင်လူရတ္တဝါတို့ဒီတွေ့ဝေသွားကြပါတယ်ဗျာအာယုံကာမဂုဏ်တရားတွေကိုစွဲလန်းတတ်မဲ့ကြပါတယ်ဗျာဒါကြောင့်ရှင်မင်းတရားကျုပ်ဒီကုံမဲ့ကံမလုတ်တဲ့မလုတ်တိုင်းမသွားလည်းမသွားထိုက်တဲ့အလုပ်ကြီးကိုလည်းလုံမိပါတယ်ဗျာမသွားလည်းမသွားထိုက်တဲ့လမ်းကြောင်းကြီးကိုလည်းသွားမိခဲ့ပါတယ်ဗျာကံမကုံကြောင့်ဘုရားကြောင့်ကျုံမှမဟုတ်ပါဘူးတတ္တဝါတွေဟာဒီကံမကုံနဲ့တွေ့လိုက်ဒုတိယနာတဲ့ခါတဲ့ကံ
မကုန်ကြမှာမျိုးပါပြီးတော့မသွားဘူးလားဘာမှညာမမသိရင်ကြီးရဲ့ကာယကံဝစီကံမနောကံတွေအားလုံးမမက်ရိုက်တာမိုက်ကံမကောင်းကမိုက်တိုင်းအောင်လုပ်တယ်နော်ဘာလို့အောင်လုပ်တယ်ရင်ကြီးရဲ့ကာယကံဝစီကံမနောကံတွေကိုရိုက်တိုင်းအောင်ဘာဖြစ်လဲလုပ်တယ်အရှင်မင်းတရားဘာသာတော်များတော်မင်းတရားတင်တို့ဘာဝအယုံကမကုံတရားတို့သည်လောကလူသားတ attva ပေါင်းကိုမုတ်စီတော်တွေးဝေသွားအောင်ဘာမှညာမှမသိအောင်မရအောင်လုပ်တယ်ဟောသည်ဖြစ်ပါလိမ့်ကမကုံကလည်းတ attva ဒီကိုမရအောင်မလုပ်ဘူးလားတ attva တွေကလည်းကမကုံနဲ့တွေ့ရင်ဒုတိယနာပရိသမမက်ရိုက်တာမက်ရဲ့အပြတ်နာနော်တ attva တွေကလည်းကမကုံနဲ့တွေ့ရင်ဒုတိယနာပရိသမမက်ရိုက်တာမက်ရဲ့မရိုက်တဲ့ကာမဂုဏ်ကလည်းတ attva တွေကိုဒုတိယနာပရိသမရိုက်အောင်ပြေဝေသွားအောင်မိန်မောသွားအောင်ဘာမှညာမှမသိအောင်မလုပ်ဘူးလားလုပ်တယ်ရှင်မင်းတရားဒါကြောင့်ကျုပ်မလုပ်ရင်မလုပ်တတ်တဲ့အလုပ်ကြီးကိုလုပ်မိပါတယ်မသွားကောင်းတဲ့လမ်းကြောင်းကြီးကိုကျုပ်သွားမိပါတယ်ရှင်မင်းတရားကာမဂုဏ်ကြောင့်ပါဘုရားလောင်းအကြောင်းပြပြီးတော့သူ့လွန်ကျူးဖောက်ပြန်တာကိုဘုရားလောင်းဝန်ခံလိုက်တာဝန်ခံလိုက်အကြောင်းပြတယ်သူအကြောင်းပြတဲ့အတိုင်းဟောဒုရိယနာလိုက်တာမဟုတ်လားဟုတ်နော်ကာမဂုဏ်နဲ့တွေ့လာရင်ကာမဂုဏ်အာယုန်နဲ့တွေ့ရင်ဒုရိယနာပြိဿအလုံးကများသောအားဖြင့်အကုန်လုံးပြည့်စည်ကုန်တာပဲနော်အလုံးကဘဝမမေ့ဘူးလားမေ့အားလုံးဘဝမေ့ပြီးတော့ပြည့်စည်ကုန်တာဝါရမများစွာဘုရားလုံးဝရိတ္တရာယသိကြီးကသူဒီလိုလွန်ကျူးရတာကာမဂုဏ်ကြောင့်ဖြစ်ရမှာတယ်လို့ဘုရားလုံးယသိကြီးဝန်ခံပြောဆိုဒီတော့ကျမယံကဘုရားလုံးယသိကြီးကိုအကျိုးပညာကိမတိယအကျိုးပညာကိမတိယနိဗ္ဗာန်သာတုစိတ်တိနိယာယဥပတိတံဝါကံကိမနောနာဝိနောတေဘောဇမနာဥယသိတိဘုရားသာကျုံနှလုံးပြောင်းပြောင်းသူတော်ကောင်းဖြစ်ကြအောင်တော့တုံမာကအရှင်ဘုရားတို့ဤအတ္တရေခန္ဓာကိုယ်ရဲ့နာနိဗ္ဗာန်အမတန်သိမ်ဝေလာပြီကြတော့ဝါနိဗ္ဗာန်ကိလေသာတရားတွေကိုငြိမ်အောင်လုပ်နိုင်တဲ့အတွက်ကြောင့်အလုံးသိမ်ဝေလာပြီကြတော့လောက်ကျန်တဲ့ကိလေသာတွေဒုတိယနာပရိသငြိမ်အောင်လုပ်နိုင်တဲ့အတွက်ကြောင့်မသိမ်ဝေလားသိမ်ဝေတယ်အားကြသိမ်ပြီးနီးအကြောင်းအကျိုးအမှန်အကောင်းဆုံးတို့ကိုကြောင်းစီပြီးသိနိုင်ပြီကြတော့ပညာတရားပြီဒီမတရားဘာကျိုးရှိတယ်ဟောဒီဖြစ်ပါလေရှင်ဘုရားအရှင်ဘုရားရဲ့ခန္ဓာကိုယ်ထဲမှာအမတန်ပိန်မွေ့အကြောင်းကျိုးအကောင်းဆုံးတွေကိုသိနေတဲ့အမတန်ပိန်မွေ့တဲ့ပညာတရားပြီရှင်ဘုရားသိပြီယောဂကိုပျောက်စေဟုတ်ပြီလားရေးပြီရင်ကနေသူကိုဘာဖြစ်လဲအခါရင်ကပြောင်မလုပ်ဘူးလားလုပ်နိုင်တယ်အရှင်ဘုရားမြေစိုးမိုးပြန်ဆမ်းမင်းကြီးရနေတဲ့ပညာနဲ့ပြည့်စုံတဲ့ယသိကြီးဖြစ်ပါတယ်ဘုရားအားကြသင်ဒီနည်းအကြောင်းကျိုးအကောင်းစေဝမှန်မှတ်တွေကိုသိနေတဲ့ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပါဘုရားခုတော့ရှင်ဘုရားခန္ဓာကိုယ်မှာခြင်းရဲ့ပညာလဲဘာအသုံးကြပါလဲဘုရားပညာရှင်ကြီးဖြစ်တဲ့အရှင်ဘုရားကိုဘာအသုံးကြတယ်လဲဘုရားပညာကိုလည်းကဲ့ရတယ်ပညာရှိတဲ့ယသိကြီးကိုမကဲ့ရတာကဲ့ရတဲ့အရှင်ဘုရားလည်းဘာသုံးကြပညာရှင်ကြီးဆိုခြင်းဘုရားအရှင်ဘုရားရဲ့ခန္ဓာမှာရှိနေတဲ့သိမ်မွေ့နုညံ့တဲ့ပညာကတော့ဘာအသုံးကြတယ်လဲဘုရားယာယဥပတိဓမ္မကံကိမနောနဝေသောတိဘောပြကြမနာဝေယသိကြီးဘုရားတွားခြင်းမရသည့်ယာယအကျင့်ပညာတရားအချင်းဥပတိတံအကြောင်းအားလျော်သောဖြစ်ပေါ်ရတာကိုရာဂံရာဂတရားကို၎င်းရှင်ဘုရားအရှင်ဘုရားရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ရာဂအမြဲဖြစ်တာမဟုတ်ပါဘူးဗျာအရှင်ဘုရားမဖြစ်တာကြာပြီပဲနှစ်ပေါင်းများစွာသီလသမာဓိပညာပြင်မထိန်းတာလားထိန်းတာတဲ့ရာဂချိုးရနိုင်ရင်လည်းအမတ်တမဲ့အကြောင်းအားလျော်စွာဝိသဘာကအာယုံကိုမြင်လိုက်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့ရာဂတရားကိုအရှင်ဘုရားပညာနဲ့မထိန်းနိုင်တာဘာဖြစ်လို့လဲဘုရားအရှင်ဘုရားပညာဘာသုံးကြပါလဲဘုရားပညာရှင်ဖြစ်တဲ့အရှင်ဘုရားလည်းဘာသုံးကြပါလဲဘုရားပညာလည်းအလကားပဲအရှင်ဘုရားလည်းအလကားပဲအကြောင်းအားလျော်စွာဖြစ်လာတဲ့ရာဂအရှင်မြတ်မထိန်းနိုင်တဲ့
တိတော်အံ့ဩလို့မထုတ်ဘူးပေါ့ဘုရားလောင်းကိတ်ကိမေနနာဝိနောတဲ့အိုးရတိဒီမရအရှင်မရသည်မနောမနံအကြောင်းအားလျော်စွာဖြစ်လာတဲ့ရာဂနဲ့ရှင်တဲ့လောဘစိတ်ကိုပါသိတယ်ရာဂနဲ့ရှင်တဲ့ပါသိတယ်လောဘစိတ်ကိုအရှင်မရမထိနိုင်ပညာတရားနဲ့အရှင်မရမပြပြောင်းနိုင်တာဘာကြောင့်ပါလဲဗျာအရှင်မရရဲ့ခန္ဓာကိုယ်မှာကျင့်တဲ့ပညာတရားနဲ့ဘာအသုံးကြတယ်လဲအရှင်မရလည်းဘာမှအသုံးမကျတဲ့ပညာရှင်ကြီးပါဗျာလို့ဣကာချဖြင့်ရှင်မယံကြီးဒီဘုရားအလောင်းကို၎င်းပညာတရားကို၎င်းမကဲ့လားကဲ့အရှင်မရလည်းလက်ကားပဲပညာလည်းလက်ကားပဲဘာသုံးကြတယ်အဲဒီလိုဘုရားအလောင်းယသိကြီးကိုဗာရဏသီပြမတ္တမင်းကြီးကကဲ့ခေါ်ရမမြတ်စွာဘုရားအလောင်းယသိကြီးကသတ္တရောမေမဟာရသလောကေအတိဗလာဘုဒ္ဓရာဘုဒ္ဓသောမတော်မောဟယတ္တာပညာနာဂရတိအာရတမြတ်သောမင်းတရားလောကေသတ္တလောကကြီးရဲ့၌ဘုဒ္ဓအလောင်းပြင်းကြောင့်သောအတိဗလာအလောင်းအားကောင်းကြောင့်သောဓမ္မတရားတို့သည်သတ္တရောလေးမျိုးတို့ပါပေ၏အရှင်မင်းတရားတဲ့လောကမှာမဂ္ဂတိမျက်စိနဲ့မြင်လို့လည်းမရဘူးမိုင်းကိုလို့သုတ်ခေါ်တဲ့မှန်ရောက်ခြင်းနဲ့ကြည့်လို့မရတယ်အင်မတန်အားကောင်းတဲ့တရား၄ပါးရှိပါတယ်တခါကြီးအမတန်အားကောင်းတဲ့တရားဘာနာပါပညာမျက်စိနဲ့ဒုတိယနာပရိသမဂ္ဂတိမျက်စိနဲ့ရောကြည့်လို့မြင်မလားမှန်ကြောင်းကြီးနဲ့ကြည့်လို့မမြင်နိုင်တဲ့အလွတ်အင်မတန်အားကောင်းတဲ့တရားဘာနာပါ၄ပါးရှိပါတယ်ရှင်မင်းတရားရာဂောသအာယုန်တရားနဲ့ဝါဇလန်တတ်မဲ့ကျောင်းတို့ရဲ့ရာဂတရား၎င်းအမကောင်းဘူးလားအင်မတန်အားကောင်းတယ်တော့ဒုပရိသဟုတ်လားလောသောကကိုယ့်ရဲ့ဘဝသူများတကာရဲ့ဘဝကိုယ့်ရဲ့ချမ်းသာသူများတကာရဲ့ချမ်းသာအတ္တဣဒကိုယ့်ရဲ့ကျိုးစီဝါသူများတကာရဲ့ကျိုးစီဝါတို့ကိုဖြည့်ဆည်းတတ်တဲ့ဒေါသတရား၎င်းပါတရားဒေါသတရားဖြည့်ဆည်းတရားတော့ကိုယ့်ဘဝကိုလည်းဖြည့်ဆည်းတယ်သူများဘဝကိုလည်းဖြည့်ဆည်းတယ်ဒီနေ့ဒေါသတရားနဲ့သူများတကာကိုအနိုင်ကျင့်နိုင်ယူနေတဲ့လူတွေဟာလောလောဆယ်ကြည့်လိုက်တော့သူတို့အနိုင်ရတယ်လို့ဝမ်းသာတရားလေးပဲအောင်းမိတယ်နော်အမှန်တကယ်တော့သူများတကာရဲ့ဘဝကိုချက်လို့ချက်စီလုပ်တဲ့ပုဂ္ဂိုလ်တရားတဲ့ရှိရဲ့ဒုက္ခကိုစုဆောင်နေတာပါဘာလဲစုဆောင်ဒီဝါဒနဲ့အဲ့ဒီဒုက္ခတွေကိုနောက်ဘဝမှာနှံ့လာခြင်းမခံစားရတာခံစားရမှာပါတဲ့ဒါကြောင့်ဒုက္ခနဲ့ပရိသဒေါသတရားဟာကိုယ်ဘဝကို၎င်းကိုယ်ကျိုးစီးပွားကို၎င်းသူများတကာရဲ့ဘဝသူများတကာအကျိုးစီးပွားကို၎င်းသူများတကာရဲ့ချမ်းသာကိုယ့်ရဲ့ချမ်းသာမှန်သမျှအားလုံးကိုဖြစ်စေတဲ့တရားတွေပဲတရားဒေါသတရားရာဂတရားရဲ့ဒေါသတရားရဲ့မဒေါသကိုယ်နဲ့ဆက်လာတဲ့လည်းပဲကျင်လွယ်ထားတဲ့မိခင်ကြီးရဲ့ဂုဏ်ကျေးဇူးကို၎င်းဟုတ်ရလားကိုယ်နဲ့ဆက်လာကိုယ်လွယ်ထားတဲ့မိခင်နဲ့ကလေးကိုအပြင်ကပတ်တယ်မိဆံမအောင်ဘာသာလေးလိုက်တဲ့ညမှာမဖြစ်အောင်ယောဂဗျာဒိကင်းအောင်ဒုတိယနာပရိလာဆေဝါတွေကုရအောင်သံဝနေတွေပြည့်စုံအောင်နေဘုံမကြောင့်မိုးမွာမကြောင့်ဆရာဝေကျွေးနေတဲ့ဖခင်ကြီးရဲ့ဂုဏ်ကျေးဇူးကို၎င်းမိခင်ရဲ့ဂုဏ်ကျေးဇူးဖေးရဲ့အဲဒီဂုဏ်ကျေးဇူးတွေကိုဒုတိယနာပရိလာအားလုံးဆက်စီ၍ဒီစဉ်ချမ်းသာရာထူးအာနာဘဝနဲ့ပြည့်စုံလာလို့ရှိရင်မိဘရဲ့ဂုဏ်ကျေးဇူးဖေးရဲ့ဂုဏ်ကျေးဇူးမေရဲ့ဂုဏ်ကျေးဇူးဆရာသမားရဲ့ဂုဏ်ကျေးဇူးတွေကိုအားလုံးဆက်စီမေ့ပြောင်နေတဲ့ဘဝင်မြင်မျိုးဆိုရဲ့မာနတရား၎င်းအတရားလေမှန်ပါဗျာနော်မိဘတိုက်တဲ့ပုဂ္ဂိုလ်တို့ရဲ့ဂုဏ်ကျေးဇူးတွေအားလုံးကိုမေ့ပြောင်ဖြတ်စည်းတဲ့တရားတွေပဲတရားတော့မာနတရားရာဂတရားဒေါသတရားမာနတရားဘယ်နှပါလဲမှန်ပါဗျာသုံးပါအခုလမ်းမဲ့မောဟတာပြည့်ရမယ်ဟာတွေကိုတော့မသိရမယ်ဟာတွေကိုသိနေခြင်းဆိုရဲ့မောဟတရား၎င်းအသိဉာဏ်နဲ့ခြင်းဆိုရဲ့မောဟတရား၎င်းဘယ်နှပါလဲဒီသန္တာတော်ဓမ္မဣရာဂဒေါသမာနမောဟဆိုတဲ့တရား၄ပါးတို့သည်လောကကြီးနဲ့အတိပလအလုံးအားကောင်းကုန်ပြီဟောဒီဖြစ်ကုန်၏ဒီတရား၄ပါးကအလုံးအားမကောင်းလားဒီမတရားအမှန်တန်အားကောင်းတဲ့တရားဘယ်နှပါတော့ရာဂရဲ့ဒေါသရဲ့မာနရဲ့မောဟရဲ့ဒီပါနော်ဘာရကမြတ်တော်မင်းတရားယတ္တာယေတုရာဂဒေါသ
မာနမောဟဆိုတဲ့တရား၄ပါးတို့သည်ပရိယုဒ္ဓနဲ့ဒီဦးထဲမှာဒုတိယနာပရိသဒီနည်းနဲ့အနေမထိုင်ရတာအဲ့ဒီကိုလက်နဲ့လှုပ်လိုက်အနေပါဖြစ်ထားလာတယ်လို့ပရိယုဒ္ဓနဲ့အပြင်ကဘုရားယုံတဏ္ဍယုံခန္ဓာယုံဆိုတဲ့အာယုံတရားတို့ကြောင့်ခကြွားကောင်းခြင်းတို့သံဃာတေသူရောက်လာကြကုန်ပြီရှိသောမဟုတ်ကေအမတန်ရေစီးတဲ့ရေစီးကြောင်းတဲ့ပဋိတာဝိယကျလွမ်းသောသူကဲ့သို့ပညာတရားပြီးနာတဲ့တည်းဘယ်လိုနည်းနဲ့မှထောက်တရားမရအားကိုရမရနိုင်ပါအရှင်မင်းတရားဘာသာရဲ့ဒေါသရဲ့မာနရဲ့မောဟရဲ့ဆိုတဲ့တရားမနာပါအဲ့ဒီတရား၄ပါးဒီအပြင်ကအာယုန်လေးနဲ့တွေ့၍ထကြွကောင်းကြတဲ့ဘဝအဖြစ်တို့ရောက်သွားပြီဆိုရင်ဒုတိယနာပရိသအမနာရည်စည်းတန်တဲ့ရည်စည်းကြောင်းတွေကိုကြားသွားတဲ့လူသည်ထောက်တရားရနိုင်မလားမရနိုင်တယ်လို့ပညာတရားလေးပဲထောက်တရားရမလားအားကိုးလို့ရမလားမရတော့ပါဘူးရှင်မင်းတရားတဲ့အဲ့ဒီရာဂဒေါသအတ္တမောဟထကြွကောင်းကြတဲ့ဘဝကိုရောက်ရင်တတိလက်လို့ပညာတရားလည်းဘာမှအားကိုးလို့မရပါဘူးအားကောင်းသောတရား၄ပါးပါလို့ဘုရားလောကဣဂဒာနဲ့ရာဂဒေါသမတော့မောဟဆိုတဲ့တရား၄ပါးတည်းအားကောင်းဖို့ဒီတရား၄ပါးဒီထကြွကောင်းကြတဲ့အဖြစ်ကိုရောက်ရင်ပညာတရားလည်းအားကိုးလို့ရတာမရနိုင်ဘူးကိုဘုရားလောပြောပြဒါကြောင့်ဒုတိယနာပရိသရာဂဒေါသမောဟမာနဆိုတဲ့တရားမှန်ပါဒီတရား၄ပါးဒီထကြွကောင်းကြတဲ့ဘဝကိုရောက်ရင်ဒုတိယနာပရိသအရှင်လတ်ကိုအဝေစီကြရင်ကြသွားပါစေမဟုတ်တာတွေမလို့ရလားလို့ရတယ်နော်ပိတ်ကြောက်ကြကောင်းတဲ့တရား၄ပါးဗျဒုပရိသဟဲ့လားအဲ့ဒီလိုပြောလိုက်တဲ့အခါမှာရှင်မယံကခရအလောင်းရသိကြီးကိုအရဟံသီလသမန္တောသုဒ္ဓစရတိဟာရိတောမေရဝိပန္တိတောဇေဝဣတိနောသမတောဘဝဘောပါတာပဲလားမောပဲမောဝေသိကြီးဗျာအရိတောရိတ္တယပိကြီးသည်အရဟတဘုရားတို့ကိုခံခိုက်တဲ့ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပါလိမ့်ဣတိဤသို့ဘဝအကျမယကောတမတောလူအပေါင်းတွေကရှိမှန်းနေပြဟောသည်ဖြစ်ပါလေအရှင်မရတဲ့အရှင်မရကိုလူတွေကအာဟာဟရိတ္တယပိကြီးဟာဘုရားခံတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်သီလသမန္တောဟရိတ္တယပိကြီးဟာအကျင့်တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။သုဒ္ဓဇရတိကရေတော်အရိဒသယသိကြီးဟာကာယကဝိရိကမနောကသင်ကျင်၍အမြဲတမ်းတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။အရိဒသယသိကြီးသည်အကြောင်းအကျိုးအကောင်းအဆိုးတွေကိုသိတဲ့မေရဝိပညာရှိပုဂ္ဂိုလ်ကြီးလည်းဖြစ်ပါတယ်။ပန္တိတောအရိဒသယသိကြီးနဲ့နည်းနည်းသောပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်လို့လူများတကာတွေကမချီးကျူးလားချီးကျူးလားချီးကျူးနေကြပါလေဗျာအဲ့ဒီလိုသူများချီးကျူးနေတဲ့အထက်ကအရှင်ဘုရားဒီဒီကဲဆိုမိဖုရားကြီးနဲ့ဖောက်ပြန်တာဟာအရှင်ဘုရားလည်းဘာသာအတုမကြတော့ပါဗျာအဲ့ဒီလိုဖောက်ပြန်နေတဲ့အရှင်ဘုရားလို့ရသေးကြီးတရားကိုကိုယ်ွယ်သိကတဲ့တည်းတော့လည်းပဲသိခါကြရင်အချက်ရပါတယ်ဗျာအရှင်ဘုရားရဲ့အလုပ်ဟာအရှင်ဘုရားတယောက်နဲ့အချက်ကွဲရတယ်မဟုတ်အရှင်ဘုရားကိုကိုးကွယ်နေတဲ့တတိတော်ကမကွဲဘူးလားကွယ်တတိတော်နဲ့မကဘူးတန်တန်းတော်လို့တန်မျိုးလို့တန်နိုင်ငံလို့ဟေးပါရဏတိမျိုးရှင်မယင်ကြီးသူမိဘရားကြီးနဲ့ဖောက်ပြန်နေတဲ့ယသိကြီးကိုများရှစ်ခိုးကတော့ပူဇော်နေတဲ့ရှင်မယင်ငတုံးငကကြီးလို့ခဘာကဝင်ပြီးတော့ကဲရပါလိမ့်မယ်ဗျာအရှင်ဘုရားအလုပ်ဟာအရှင်ဘုရားနဲ့မဟုတ်ဘူးတပီကြီးအကဲ့ရမခံရလားခံရတဲ့အလုပ်ပါလို့ယသိကြီးကိုဖေးရရှင်မယင်ကြီးကဒုတိယနာပရိသချင်းမုန်းကြောင်ရောင်နဲ့မကဲ့လားတဲ့ချင်းမုန်းတယ်လို့နဲ့ဘာလုပ်လိုက်ရှင်မရဖြစ်တာဒီတော့ဟောတဏ္ဍတော်လုံးဟောတမျိုးလုံးဟောတနိုင်ငံလုံးဟောအလုံးအချက်ကွဲရတဲ့သတ္ထုကြီးပါဗျာရှင်မရရုပ်ရက်ပေးခြင်းပေါ်လေရှင်မရကရင်တို့မလားပြောဒီတော့ဘောရမမြတ်စွာဘုရားအလောင်းတော်ဒုတိယနာပရိသယသိကြီးကဘာရဏတိပြမဏမိကြီးကိုမေရဝိနာမေခင်တန္တိဣတိယဓမ္မခုနေရတံဝိဒကမတ္တကာရဇာသုဘာရကုပတံဟိတာမေရဝိနာမေခင်တန္တိဣတိ
င်ဓမ္မဂုဏေရတံဝိဒကသတ္တကာရဇာသုဘာရဂုပတံဟိတာဘာရဇာမြတ်တော်မင်းတရားဣတိသီလသမာဓိပညာတရားကိုအနှစ်နဲ့အလားလားရှားဖွေးလေးရှိပေကြတော့ဓမ္မကုနေသီလသမာဓိပညာဆိုတဲ့တရားကုန်၌ရတံအရိယံပြောင်းမွေ့နေပေကြတော့မေရဝိနံမိပညာရှိပုဂ္ဂိုလ်ကြီးကိုလည်းပဲသီလသမာဓိပညာတွေရှား၍သီလသမာဓိပညာကုန်၌ပျော်မွေ့တဲ့ပညာရှိသူတော်ကောင်းကိုလည်းပဲဝိဒကသံဃာရတာဘာသာကယုံမှာကုန်တော့ဟောလာယုံမှာတဲ့အဖြစ်ကိုရောက်နေနိုင်ကြကုန်တော့ယုံမှာတဲ့အဖြစ်ကိုမရောက်စေတာရောက်စေတယ်သူကဒုတိယနာပရိသဤခန္ဓာကိုယ်တင်နေပေဘုရားဝါကယုံစရာလားမယုံစရာလားသက်ဆုပ်စရာလားမသက်ဆုပ်စရာလားသူပါလားအတုပါနော်အခဲကပစ္စည်းတွေဒုတိယနာပရိသအပြင်ကိုများထုတ်ပြလို့ရရင်ဒုတိယနာပရိသခွေးတွေကြီးကနေကိုဒုတ်ကြိုက်ပြီးတော့ပြီးချာတော့ဒါလို့ယုံစရာကောင်းတဲ့ခန္ဓာကိုယ်ကြီးယုံစရာမကောင်းဘူးလားကောင်းလားသူကမင်းကိုယ်သဘာဝကယုံရသက်ဆိုရကောင်းတဲ့ဤခန္ဓာကိုယ်ကြီးကိုသိတဲ့လမ်းပါတဲ့ဝေယူလိုက်တဲ့အာယုန်တရားကြောင့်ဖြစ်ပေါ်လာကြကုန်တော့ပင်ကိုကယုံရသက်ဆိုရဖြစ်တဲ့အတုပကိုဒုတိယနာပရိသခရတော်မျက်စိကသူ့ပါသိတဲ့လမ်းပါချစ်ရပဲလို့မယူလိုက်အဲ့ဒါသူ့ပါပြုတ်ယူလိုက်တဲ့အာယုန်သူဒုက္ခပေးနေတာပဲသူကမင်းကိုယ်တော်ကယုံရသက်ဆိုရကောင်းတဲ့ဤခန္ဓာကိုယ်အာယုန်ကြီးကိုတင့်တယ်လှပ်ပါတယ်ချစ်စရာကောင်းတဲ့အာယုန်ပဲယူရင်သူ့ပါနမိတ်ကိုယူဆတော်အခြင်းဖြစ်ပေါ်လာရကုန်တော့ဒါကိုပါသဟိတာအတုပါပါတယ်မတိမဲ့တဲ့ယုံတဲ့အာယုန်ကိုသူ့ပါတင့်တယ်လှပ်ပါတဲ့အာယုန်လို့ယူလိုက်တာနဲ့တကယ်နဲ့ဒုတိယနာပရိသအဲ့ဒီအာယုန်ကိုဆွဲလန်းတဲ့ရာခတိခါရဲမပါလာလားမရှိလာလားဖြစ်ဟုတ်ရလားဒုပရိသအဲ့ဒီအဖြစ်တရားတော်ဒီထဲမှာရှိတဲ့ဒကာကြီးအကုန်ခံရတာမဟုတ်ဘူးလားနော်အတုပကိုသူ့ပါရှင်းခဲ့ပြီးတော့ဒုရိယာနာပရိသကတာဖြစ်တဲ့အတွက်ကြောင့်ဒုက္ခနေကနေမထွက်မနိုင်ဖြစ်နေတာဖြစ်နေတယ်အဲ့ဒီအတုပကိုအတုပလို့မြင်စမ်းပါလို့ပြောရင်လည်းရအောင်ပဲမဟုတ်သေးပါဘူးဒါကြောင့်သူ့ပါမင်းကိုယ်သဘာဝကယုံရသက်ဆိုတရားကောင်းတဲ့အာယုန်ကြီးကိုတင့်တယ်လမ်းမတဲ့အာယုန်လေးယူတန်းတော့သူ့ကနမိတ်အပြင်ဖြစ်ပေါ်လာတော့ရာဂုပသဟိတာတင့်တယ်အာယုံလို့ယူလိုက်တဲ့တပည့်နဲ့တဲ့ရာဂလည်းဖြစ်ပေါ်လာရတော့ဝိတ္တရဲ့အဖို့နော်ဝိတ္တဆိုတာကြံစီလို့ဝိတ္တဆိုတာပါလေဝိတ္တရဲ့အဖို့နှစ်ခုဘယ်လိုခုလဲမတည့်နဲ့မလှမ်းပါတဲ့အာယုံကိုတင့်တယ်လှမ်းပါတဲ့အာယုံလို့ယူလိုက်တဲ့ချက်ယူလိုက်တဲ့ရာဂမဖြစ်လာလူကြီးတတ်မဲ့ရာဂမဖြစ်လာအဲ့ဒီနှစ်ခုဖြစ်လာတဲ့ဒုတိယနာပရိသခရတို့ခန္ဓာကိုယ်မှာရှိနေတဲ့ကြံစီမှုဝိတ္တတရားဒီငါဘယ်လိုခံစားမယ်ငါဘယ်လိုပြောမယ်ကာမဝိတ္တဒီမဖြစ်လာလားဖြစ်လာလားအဲ့ဒီဖြစ်လာတဲ့ကာမဝိတ္တဒီပါပကအဲ့ဒီလူကိုရုပ်မှတဲ့ဘဝကိုရောက်အောင်မလုပ်ခိုင်းတာလုပ်ပြီးကာမဝိတ္တဘာဝိတ္တကာမဂုဏ်တရားကိုကျင့်စီနေတဲ့ကာမဝိတ္တကပါပကလူကောင်းကိုလူရုံမှကြီးဖြစ်အောင်သူလုပ်တယ်တော့ဟုတ်ရလားဒုပရိသနော်အရန်တို့လူကောင်းသိရှင်းနေတဲ့လူတွေမသိရှင်းအောင်မလုပ်ဘူးလားအဲ့ကာမဝိတ္တပဲဟုတ်ရလားကာမဝိတ္တကြီးအချင်းကတော့နံပါတ်1သူ့ပါမတိမဲ့တဲ့ယုံရကောင်းတဲ့အာယုံကြီးကိုမတိမဲ့တဲ့ယုံရကောင်းတဲ့ပါလေအဲ့ဒီအာယုံကိုတင့်တယ်နှံ့တဲ့အာယုံလို့ဒုတိယနာပရိသမယူလိုက်လားယူလိုက်တယ်မတင်လိုက်တယ်ဟုတ်ပြီလားယူလို့မတင်တဲ့အာယုံကိုဆွဲလန်းတဲ့ရာဂမပေါ်လာလားရာဂဖြစ်တဲ့ကာမဂုဏ်တရားတွေကိုငါဘယ်လိုခံစားမယ်ဘယ်လိုလုပ်မယ်စသဖြင့်မကြမ်းလိုက်ကြအဲ့ဒါကာမဝိတ္တဟုတ်ရဲ့လားအဲ့ဒီကာမဝိတ္တဒီပါဒကသူရှိနေတဲ့တန်တဝါတွေကိုရုပ်ညံ့အောင်လဲလုပ်တည်တယ်ရုပ်မှာတဲ့လုပ်တွေကိုမလုပ်ခိုင်းတာလုပ်ခိုင်းပဲဒါကြောင့်ကျုပ်လို့မေရဝိနာမီပညာရှိသူတော်ကောင်းကြီးကိုလည်းပဲပါဒကအယုပေါ်ရင်တော့ဒုပရိသဟဲ့လားရုပ်မှာကြောင့်တော့ဝိတ္တကကာမဝိတ္တတရားတို့သည်ခိုင်တန်တီလူဘုံအလယ်မှာအရှက်ကွဲအောင်လုပ်ကြပါကုန်ဒုက္ခမဝိတ္တကြောင့်
ဘာဝိတ္တကြောင့်ဒီကမဝိတ္တကလည်းအတုပကိုတုပလို့အာယုံလို့မယူလိုက်တာမတိမနဲ့မလှမအာယုံကိုလှမတဲ့အာယုံလို့ယူလိုက်တယ်ယူလိုက်တော့ငါကဆွဲလန်းမှုတတ်မဲ့မှုတတ်တာမပေါ်လာလားပေါ်လာတဲ့အတွက်ကြောင့်ကျန်နေမှုဝိတ္တကလည်းကာမဂုဏ်တရားတွေနဲ့ပတ်သက်ပြီးတော့မကြသေးလားအဲ့ဒီလိုရုပ်မာတဲ့ကာမဝိတ္တကျုပ်တို့ပညာရှိကြီးကိုတောင်မှလူဘဝလည်းမှာကဲ့ရဲ့လူများကြမှာတတိကွက်ကြားမှာတတိတဲ့တွေကြားမှာမပြောရလားပြောအချက်မကွဲရလားကွဲရပါတယ်ကာမဝိတ္တတံကိုကျုပ်ခံလိုက်ရပါတယ်ရှင်မင်းတရားကာမဝိတ္တကပညာရှိသူတော်ကောင်းကြီးဒီကိုတောင်မှအချက်ကွဲအောင်အကျိုးနဲ့အောင်လူဘုံလည်းမှာကဲ့ရဲ့ဘဝရောက်မလုပ်ဘူးလားလို့ပညာမဲ့တယ်လို့တော့ပြောစရာလိုမလားတာဝိနာမေဟိနတိအရှင်မင်းတရားအတုဘကိုတုဘလို့ယူခြင်းသူကလိုယူလိုက်တဲ့နဲ့တကယ်နဲ့အဲ့ဒီအာယုကိုဆွဲလန်းခြင်းဟာကအဲ့ဒီတရားနှစ်ပါးတို့နဲ့ရှင်းစနေတဲ့ကာမဂုဏ်တရားတွေငါပဲလို့ခံစားမယ်စသဖြင့်ကြံစည်မှုဆိုတဲ့ကာမဝိတ္တတရားတို့ဒီပညာရှိသူတော်ကောင်းကြီးတွေကိုတောင်းမှအကြက်ကွယ်အကျိုးနဲ့အောင်လုပ်ပြီးပညာမဲ့ပုဂ္ဂိုလ်တော့ပြောစရာလုံးအောင်မလားဆရာတော်ကကျုပ်ဟာတော့အတုပဖြစ်တဲ့မိဖုရားကြီးအတုပအာယုံကြီးကိုတုပအာယုံလို့မယူလိုက်လားယူလိုက်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့ကာမဝိတ္တရဲ့ဉာဏ်မှုလက်စမှုလမ်းလာပါကြီးမခံရလားခံကာမဝိတ္တဒုက္ခပေးသွားတာပါလို့ဘုရားလောင်းကဒုတိယနာပရိသဒုက္ခရောက်ရခြင်းရဲ့တရားခံကိုသူရှာလိုက်ကာမဝိတ္တကြောင့်ဘာကြောင့်လဲတော့ဒီနေ့လူတွေလည်းဒုတိယနာပရိသဒုက္ခကြားတဲ့ကမထွက်နေတာဘာလို့ကြောင့်ကာမဝိတ္တကိုလေဟုတ်ရဲ့လားကာမဝိတ္တကလှက်လန်းပါဒုက္ခပေးတာပါပြီအဲဒီလိုကောရမမြတ်စွာဘုရားအလောင်းရိတ္တသာယတိကြီးကသူဒီလိုရှေ့ရလားကာမဝိတ္တကြောင့်ပါလို့တရားခံကိုတွေ့တရားခံကိုပြောလိုက်တဲ့အခါမှာဘာရဏတိပြောလိုက်တဲ့မိကြီးကအရှင်ဘုရားတရားခံတွေ့ပြီပဲကာမဝိတ္တဟုတ်ရဲ့လားတရားခံပြီးပြီတရားခံမိပြီခင်ဗျတရားခံမိရင်ဒီတရားခံဖြစ်တဲ့ကိလေသာတရားကိုအရှင်ဘုရားပယ်လိုက်ပါလားလို့တိုက်တွန်းလို့ဆိုအားပေးလို့တဲ့အတွက်ကြောင့်ရှင်မယင်ကြီးကဘုရားလောင်းတဲ့ဓာတိတ္တရာယသိကြီးကိုဥပ္ပန္နယံဝရဇောရာဂဥပ္ပန္နယံတရိရတောရာဂောဝနဝအားပေးလို့တဲ့အတွက်ကြောင့်ရှင်မယင်ကြီးကဘုရားလောင်းတဲ့ဓာတိတ္တရာယသိကြီးကိုဥပ္ပန္နယံဝရဇောရာဂဥပ္ပန္နယံတရိရတောရာဂောဝနဝိတုတဘောတဝါသံဃာဗဒ္ဓမတောတိဘဝနာတိမေတ္တာဝိသမတောမောဇမနဥယရိကြီးဘုရားဥပ္ပန္နောအကျဉ်းဝရယောနာအရှင်ဘုရားရဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်၍လာတော့အရာံဘောဣရာဂတရားတိတရိရတော့ခန္ဓာကိုယ်မှာဖြစ်ပေါ်လာပါပြီရှင်ဘုရားကာမဝိတ္တနဲ့ရှိနေတဲ့ရာဂတောတောင်ကြီးကြီးမှာဖြစ်တာမဟုတ်ပါဘူးဒီပြင်မှာဖြစ်တာလည်းမဟုတ်ပါဘူးအရှင်မရရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ရာဂဟာဘာဖြစ်လဲနော်ရန်သူလည်းသိပြီရန်သူလည်းမိပြီဟုတ်လားရန်သူလည်းကိုယ်နာမရောက်နေလားရောက်နေတဲ့ရန်သူမှလည်းသိပြီဒီရန်သူကိုအရှင်မရအနိုင်ရွေးပါလားခင်ဗျာတရေကတော့အရှင်မရရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ရာဂပါခင်ဗျာရာဂဝန္နာဝိတုသကောတဝဘောဇမနာဥယရိကြီးဘုရားကောအရှင်မရရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ရာဂတရားသည်တောင်အရှင်မရ၏ဝန္နဝိတုတကောခန္ဓာကိုယ်အရှင်ရဲ့လှပခြင်းကိုအနည်းနဲ့လာတောက်တဲ့ခဲ့တဲ့သီလသမာဓိပညာဆိုတဲ့ဂုဏ်မျက်စိပြင်းမြင်ကောင်းတဲ့ဂုဏ်မျက်စိပဲမမြင်ကောင်းတဲ့ဂုဏ်အဲဒီဂုဏ်ကြီးတွေကိုဝိတုတကောအလုံးဖြည့်သိတတ်ပါပြီအရှင်မရရာဂတရားပါတရားရာဂတရားအရှင်မရရဲ့ခန္ဓာကိုယ်တတိတော်နဲ့တွေ့ကြကြတော့ကနေချုံမိုးပြန်ဇမ်းမင်းရနေတော့ဆိုရုပ်ကလေးကကိလေသာငြိမ်းတော့မကြည့်နေလိုက်ပြီအရှင်မရရဲ့သီလသမာဓိပညာတရားကြောင့်လှပနေတဲ့ခန္ဓာကိုယ်လှပခြင်းဆိုတဲ့ဂုဏ်ကိုလည်းမလှမပအောင်မချက်စီလိုက်ချက်စီလိုက်ဒီသီလသမာဓိပညာဆိုတဲ့ဂုဏ်တွေကိုလည်းမချက်စီလိုက်ချက်စီရာဂတရားဟာဒုတိယနာပရိသဂုဏ်ကျေးဇူးတရားတွေအကောင်းတွေကိုဖြည့်ဆည်းတဲ့တရားပဲ။ရာဂလည်းဖြည့်ဆည်းတယ်ပါလေလေ။တရားပဲနော်။ဒေါသလည်းတရားပဲရာဂကလည်းသို့တော့သူတို့နှစ်ခုရဲ့ကြွားပုံလေးကဒေါသကသူ
တို့ရနာပြိဿလူမြင်မကောက်အောင်သူများဘဝကိုလုံလုံပြတ်သုံးပေါက်ဖြစ်စီတယ်အကျမ်းသာဖြစ်စီခြင်းကတော့ဟုတ်ရဲ့လားရာဂကတို့ရနာပြိဿသိမ့်ဝင်ညဉ့်ညံ့တာတွေအကုန်လုံးမဖြစ်စီလားဖြစ်စီဖြစ်စီတယ်နှကောင်လုံးတော့အဆိုးကြီးပဲတော့တို့ပြိဿရာဂလည်းဆိုးတာပဲဒေါသလည်းဆိုးတာပဲခင်ဗျားတို့ကျုပ်တို့တန်ត្រာတက်ခွင့်ရာဂဒေါသတို့ရဲ့ဆက်စီခြင်းလက်လက်ပေါ်ဖြစ်စီခြင်းမခံရလားခံရပြီရာဂဝနာဝုဒ္ဓကောတဝဘောရမနာဥယရိတိဘယတန်ထိုတို့ခန္ဓာကိုယ်ရစပါခြင်းကိုအနည်းနဲ့လာလာကစောက်ထိန်ခဲ့တဲ့တရားမှန်ပညာကိုယ်လေးကိုဖြည့်ဆည်းနေတဲ့ရာဂတရားကိုပါဒဟပညာတရားလုံးနဲ့မြဲမြဲကြီးပယ်လိုက်ပါတော့အရှင်ဘုရားတရားခံမိပြီဝိတ္တရဲ့ဘာကအပြန်လန်တော့ရာဂကိုစရင်ဝိတ္တကိုမသိလားဝိတ္တကိုစရင်ရာဂဟောဒါပဲတစ်ချက်ပြနှကောင်ပြဆိုတာပဲဟုတ်ရဲ့လားတော့ရာဂစရင်လည်းဝိတ္တပါတော့အဲဒီတော့အရှင်ဘုရားဒီရာဂကိုတရားခံသိနေပြီလဲပယ်လိုက်ပါတော့ဘုရားဘဟုနာတိမိရာဝိသမဲ့တော့အရှင်ဘုရားကိုလူတွေကပညာရှိသူတော်ကောင်းကြီးလို့အောင်းနေမှတ်တယ်သမုတ်ပြောဆိုနေကြပါတယ်ဘုရားအရှင်ဘုရားပြည့်စည်သွားတဲ့ပညာရှိသူတော်ကောင်းဆိုတဲ့ဂုဏ်ကိုပြန်ပြီးတော့ရအောင်ကြိုးစားလိုက်ပါလားဘုရားပြတ်သွားတဲ့ခုံလေးပြန်ရအောင်ပါပြင်လေကြိုးစားပါလားလုပ်ပါလားဘုရားဗတ္တမထုတေအရှင်ဘုရားမှာကောင်းခြင်းမင်္ဂလာတွေဖြစ်ပါတယ်လို့တတိတော့သုတောင်းပတ္တနာပြုပါတယ်လို့ဘုရားအလောင်းကြတဲ့ဒီကိုဘုရားပါဏတိဇမတမင်းကြီးကဒုတိယနာပရိသပြည့်စည်သွားတဲ့ဂုဏ်လေးပြန်ရအောင်ပြည့်စည်ဆုံးရတဲ့သီလသမာဓိပညာတရားတွေပြန်ရအောင်သီလသမာဓိပညာတရားတွေဂုဏ်ကိုပြည့်စည်နေလာတာတရားကိုသိချမ်းဖို့ညာအတွက်မတိုက်တွန်းတာတိုက်တွန်းတယ်ဘုရားအလောင်းကြတဲ့ဒီဒုတိယနာပရိသဂုဏ်တွေကိုပြတ်အောင်သီလသမာဓိပညာတရားတွေကိုပြည့်စည်အောင်လုပ်တဲ့ရာဂတရားရဲ့အပြစ်ကိုလည်းပဲပြင်းရမ်းဖြင့်သူမြင်နေပြီ။ဘာနဲ့မြင်။မမြင်နေလားမြင်နေလား။မြင်ပြီးမြင်လည်းမြင်ပြီးသိလည်းသိပယ်တော့မယ်။ဒီတော့ဘုရားအလောင်းရိတ္တကရဲ့ဒီကဘာနဲ့မသိဇမတမင်းကြီးကိုသေအန္တကာရကေကမိဘဟုဒုက္ခေမဟာဝိသေသေတံမူလံကဝေမိတံစေသံဝရာကံသဗ္ဗန္တနံမဟာရာဇမြတ်တော်မင်းတရားသေအန္တကာရကေငါးပါးအယုံကံမဂုဏ်တရားတို့သည်တတ္တဝါတွေကိုမိုက်ရိုင်းအောင်ရိုင်းဆိုင်အောင်ဘာမှညာမှမသိအောင်ပြုလုပ်တတ်ပါကုန်၏ကံမဂုဏ်တရားဟာတတ္တဝါတွေကိုမိုက်ကမ်းအောင်မိုက်ရိုင်းအောင်ရိုင်းဆိုင်အောင်မလုပ်ဘူးကမ်းအောင်မလုပ်ဘူးလုပ်တယ်ကံမဂုဏ်ရဲ့အဖြစ်တွေကိုပြောနေပြီနော်သေအန္တကာရကေကံမေဘဟုဒုက္ခေမဟာရာဇမြတ်တော်မင်းတရားဘဟုဒုက္ခေငါးပါးအယုံကံမဂုဏ်တရားတို့သည်ဆင်းရဲဒုက္ခများပါတယ်ဆင်းရဲဒုက္ခကိုဖြစ်စေတဲ့တရားတွေပါကံမဂုဏ်ကဘာကိုဖြစ်စေလဲလှလှပပဆင်းရဲဒုက္ခကြောင့်မလုပ်ဘူးလားလုပ်တယ်မဟာဝိသေငါးပါးအယုံကံမဂုဏ်တရားတို့သည်သူနဲ့ရှင်မဲ့တရားတွေကလည်းပဲအစိတ်နဲ့တူပါတယ်ဘာနဲ့တူလဲခံစားနေတော့လည်းပဲအစိတ်နဲ့တူတယ်ဘာနဲ့တူလဲခံစားပြီးတဲ့နောက်မှရလာတဲ့အကျိုးတရားဟောဒီပဲကံမကုံကအစလည်းဆုံး၃ပါးလုံးမှာတို့တရားနာပရိသတ်ပါတယ်တော့စိတ်ပဲကံမကုံထဲမှာနေတဲ့လူတွေကံမကုံခံစားတဲ့လူတွေကဘာကိုစားနေကြတာလဲစိတ်တွေအကျဉ်းမင်းတရားကျုပ်ဒီကံမေသတ္တဝါတွေကိုမယအောင်လုပ်တဲ့ကံမကုံဒီကံမေသတ္တဝါတွေကိုဒုက္ခရောက်အောင်လုပ်တဲ့ကံမကုံဒီကံမေသတ္တဝါတွေကိုအစိတ်နဲ့တူတဲ့အစိတ်တွေအကျိုးတရားတွေအစိတ်အကျိုးတရားတွေဖြစ်အောင်လုပ်နေတဲ့ကံမကုံတရားတွေကိုပါအတုံပယ်ဆုံးခြင်းဟာပယ်တော့မနော်အဲဒီကံမကုံတရားတွေကိုလည်းတော့ကံမကုံတရားတွေကိုခံစားနေတဲ့တဏှာတရားကိုလည်းတော့ပယ်ဖို့ရန်အတွက်အဟံဂတိကျင်းတာထုံ၅ပါးအယုံကံမကုံတရားတို့မူလအကြောင်းအရင်းဖြစ်တဲ့ရေတော့ဖြစ်ကြီးကိုပါတယ်တော့ငါးပါးယုံကံမကုံတရားတို့ဖြစ်ပေါ်ဖို့ရတယ်ကံမကုံတရားတွေခံစားဖို့ရအတွက်ဒုတိယနာပရိသအဓိကပဒနာကြတဲ့ရေတော့မြေပါတယ်တော့အဲဒီတော့ရေတော့မြေရပါလဲဆိုရင်အာယောနိဒေါမနတိကာရာရေတော့မြေကပါတယ်တော့သူရေတော့မြေပဲတော့သူကနေဖြစ်တာကအယောနိတွေကနေပါဖြစ်လာတယ်
ဘာကဖြစ်တယ်အာယောနိသမနတိကာကနေသူ့ဘာမဖြစ်ဘူးလားအာယောနိသမနတိကာကနေပြီးတော့ခံကြံစီခြင်းဝိတ္တေကမလာဘူးလားအာယောနိသောမနတိကာပါတယ်တော့ဒါကမမလိုပြောရင်မသိမသိနှလုံးသွင်းခြင်းပါတယ်တော့အပြောမယ်အာယောနိသောမနတိကာကမမကနှလုံးသွင်းခြင်းမသိမသိဆိုတာပါတယ်ဟောအာယောနိသောမနတိကာကနှလုံးထပ်ပြောမယ်မဟုတ်မကနှလုံးသွင်းခြင်းမသိမသိနှလုံးသွင်းခြင်းမမကနှလုံးသွင်းခြင်းမဟုတ်မအာယောနိသောမနတိကာကဒီအောင်ပြန်ကျူစားခြင်းပါဠိကဒါဆိုရှင်းပါပြီဟဲ့လားပြန်ကပ်ဖြစ်တယ်ဒုတိယနာပရိဒါယုံနံတရားတို့ဒီ၎င်းကာမဂုဏ်တရားတို့ဒီ၎င်းနေစာကအနိစ္စမရတဲ့ယုံနံတရားတွေကိုနေစာတို့နှလုံးသွင်းတဲ့အဲ့ဒါအာယောနိသောမနတိကာရရှင်းပြီပေါ့ဗျာဟုတ်လားရှင်းရတဲ့ယုံနံတရားတွေကိုချမ်းသာတဲ့ယုံနံတရားတွေကိုနှလုံးသွင်းတဲ့ဒါအာယောနိသောမနတိကာရသူပဲဟုတ်လားအနတ္တဆုံးမရတဲ့ယုံနံတရားတွေကိုအတ္တဆိုအပ်တဲ့ယုံနံတရားလို့နှလုံးမသွင်းဘူးလားဒါပါလေအနတ္တကသူပဲနော်အတုကယုံတရားသက်သုတရားဖြစ်တဲ့အာယုံတရားတွေကိုစိတ္တရဉာဏ်တို့တရားသိတဲ့စပါတဲ့အာယုံလို့နှလုံးသွင်းတဲ့ဒါအာယောနိသောမနတိကာသူချာခါကမဖြစ်ဘူးလားအဲဒီလိုအတုကကိုသူ့ဘာလို့နှလုံးသွင်းတဲ့အတွက်ကြောင့်ကာမဂုဏ်ခံစားဖို့ဝိတ္တကာမဝိတ္တကိုမပေါ်လားဒီတော့ကာမဝိတ္တဖြစ်ဖို့ရာဂဖြစ်ဖို့ရအတွက်ဒုတိယနာပရိသသူ့ဘာနမိတ်လို့သူ့ဘာလို့သင်ဖို့ရအတွက်ယူထားတဲ့တရားတွေအာယောနိသောပါတယ်လေမနတိကာရောင်းပြန်နှလုံးသွင်းနေတာအနိစ္စကိုနိစ္စလို့သွင်းတယ်မကြောင်းမဖြစ်ဘူးလားဒုက္ခကိုဒုတိယနာပရိသဘယ်လိုနှလုံးသွင်းတာဒုက္ခအနတ္တကိုဘယ်လိုနှလုံးသွင်းအဲ့ဒါလိုနှလုံးသွင်းတယ်အတုပမတိမတိကျွန်းတဲ့ဆက်ဆုပ်တရားကြီးကိုသူ့ဘာတင့်တယ်တဲ့ဆက်ဆုပ်တရားမဟုတ်ဘူးလို့နှလုံးမသွင်းဘူးလားအဲ့ဒါအာယောနိသောမနတိကာအရှင်မင်းတရားချုပ်ပြီးငါးပါးအယုံကာမဂုဏ်တရားတို့ခံစားပေါ်ရတဲ့ဖြစ်ပေါ်လာတဲ့မူလဘုရားတည်တဲ့ရေတော့ဖြစ်ဖြစ်တဲ့အာယောနိသောမနတိကာရကိုကျုပ်ဉာဏ်ဖြင့်ပြီးဉာဏ်ဖြင့်မြင်သွားပြီဘုရားတော်ပြီးပြေဖို့လုပ်တော့မယ်ဟုတ်ရဲ့လားသေတံမူလကဝေသေတံစိတံရာဇံသဗ္ဗတနံဘာရဇာမြတ်သောမင်းတရားအာငါပြီသဗ္ဗတနံမင်းကိုကမတင်တယ်မလှပတဲ့အာယုံတရားကိုတင်တယ်လှပတဲ့အာယုံပဲလို့ယူနေတဲ့သူ့ဘာနမိတ်ကြောင့်ဖြစ်ပေါ်ရင်လာတော့ရာဂနဲ့တကွဖြစ်တော့ဒါနောက်ပဲသူ့ဘာနမိတ်ရလားဒီဘုရားဘာကမတင်တယ်မလှပတဲ့အာယုံကိုတင်တယ်လှပတဲ့အာယုံလို့ယူလိုက်တာနဲ့ရာဂမလာဘူးလားဒါသမ္မဏနဲ့မင်းကိုယ်ဘာကမတင်တယ်မလှပတဲ့အာယုံကိုတင်တယ်လှပတဲ့အာယုံပဲလို့ယူတာတော့အနောက်ဘက်နဲ့တကွဖြစ်တော့ရာဂတရားကိုငါဒီဖြစ်စံစင်ဒိတ်သာမိဖြတ်ပါတော့အောင်အရင်ပေးပြီးအရှင်မင်းတရားကျုပ်ဒီငါသာယုံကာမဂုဏ်တရားတွေရေသောပြည့်တဲ့အာယောနိသောမနတိကာရကိုလည်းပြီးပြီးအတုပါအယုံကိုသူ့ပါအယုံလို့ယူဆနေတဲ့သူ့ပါအယုံလို့ယူဆနေတဲ့အနောက်ဘက်နဲ့တကွတော့ဆွေးလန်းတဲ့နေဆိုတဲ့ရာဂတရားကိုလည်းကျုပ်ဖြတ်ပါတော့မယ်လို့ဘုရားတော်ပဋိညာဉ်မပေးလိုက်တာပဲပေးပြီးတာလေအရှင်မင်းတရားဖြစ်တာခဏမျှသင်္ကန်းကြောင့်ရှိမှနေပါအောင်လို့ပြောပြီးတော့ဘုရားအလောင်းသင်္ကန်းကြောင့်နဲ့ဝင်သွားသင်္ကန်းကြောင့်နဲ့ရောက်တော့သူကြည့်ကျူအားထုတ်နေတဲ့ကတိုင်းဝပါတယ်တော့ကတိုင်းဝကြီးရှိနေတဲ့ဘောကြီးလို့တို့တရားနာပဲလားအဲ့ဒီကတိုင်းဝရှိမှထိုင်ပြီးတော့ဘုရားအလောင်းအားထုတ်တယ်စက္ကန့်ပိုင်းလေးအတွင်းမှာပဲကြောက်သွားတဲ့ဇန်ပင်တရားတွေပြန်ပြီးတော့မရလာကြသမာဓိရောမဖြစ်လာဖြစ်လာပြီစက္ကန့်ပိုင်းတော့မိနစ်ပိုင်းတော့မဟုတ်ဘူးပြန်ရတယ်တော့ဘုရားအလောင်းသင်္ကန်းကြောင်းလေးကထွက်လာပြီးတော့မြေကိုမသိတော့ဘဲနဲ့ကောင်းကင်ကိုဇန်နဲ့တက်သွားဘယ်ဝတ်တက်သွားကောင်းကင်ကိုဘုရားအလောင်းဇန်နဲ့တက်သွားရင်ဝါတရားတော့မှတင်မလင်ခွင်လေရဲ့အရှင်မင်းတရားချုပ်ပြီးမနေတဲ့နေရာမှာနေခဲ့မိချင်းကြောင့်၎င်းအရှင်မင်းတရားချုပ်ပြီးမသွားတဲ့နေရာကိုသွားမိချင်းကြောင့်၎င်းအရှင်မင်းတရားချုပ်ပြီးမဆက်ခံတဲ့ပုဂ္ဂိုလ်များနဲ့ဆက်ဆံမိတဲ့အတွက်ကြောင့်၎င်းဒီရဲ့တို့လူတွေရဲ့အလယ်မှာကဲ့ရဲ့ချုပ်ချတဲ့အဖြစ်တို့ခံရပြီဒီဘက်ထဲမှာမမျောတယ်လားမျောတယ်မသွားတဲ့နေရာကိုသွားလို့ဟုတ်လားမလာတဲ့နေရာကိုလာမိလို့မနေတဲ့နေရာမှာနေမိလို့ဒီဖြစ်ရောက်ရပြီ
အရှင်မင်းတရားကျုပ်ဒီမနေလေးနဲ့နေရာကိုဘယ်တော့မှမနေတော့ပါဘူးမသွားတဲ့နေရာကိုလည်းဘယ်တော့မှမသွားတော့ပါဘူးမဆက်ဆံနေတဲ့ပုလူတွေကိုလည်းကျုပ်ဘယ်တော့မှမဆက်ဆံတော့ပါဘူးလူတွေအနှံ့မရှိတဲ့လူနှံ့မရှိတဲ့နေရာဘာနှံ့မရှိလူနှံ့မရှိတဲ့နေရာအထူးအဖြင့်အဋ္ဌိကန္တဖြစ်တဲ့မိမအာယုန်နဲ့မရှိတဲ့နေရာခင်မွန်တန်တော့ကိုသွားပါတော့မယ်ရှင်မင်းတရားတတိမမိတ်ပါနဲ့ဘုရားလုံးကျုပ်တော့တတိလက်လွတ်နဲ့ဒုက္ခမရောက်ခဲ့တာရောက်ခဲ့အရှင်မင်းတရားမမိတ်မလဲအောင်မပေါ့မကနေပါလို့ပြောပြီးတော့ဘုရားအလောင်းအဲ့ဒီနေရာကနေကောင်းကနေဇန်နဲ့ခင်မွန်တန်တော့သွားတယ်ဘာရဏတိပြမတမင်းကြီးတွေလက်ကိုချီပြီးတော့ငကြီးရှုစံကိုဝဲချပြီးတော့ခံရရတယ်တန်ခဲ့ရပါတယ်ဘုရားအလောင်းယတိကြီးလေးတို့တရားနာပရိသတ်လူတို့လေးပါရှိတဲ့နေရာလာသေးရဲ့ဟင်ဝန်တာတော့မှာပဲနေအတတန်ကိုယ်ကမှသေရဓမ္မတိရောက်သွားပါပြီဒါကိုဘုရားကိုယ်တော်မြတ်ကြီးပြီးဘုရားမြတ်တော်ရောက်တော်မူတဲ့အခါဒီတံဝတ္တဝနာဟာရိတောဣတိသစ္စာပရကမောကာမရာဂဝေရစေတဝါဗျမလောကုဘဂောဒေဂဝေယံတို့ဣဒံဝတ္တဝနာဟာရိတောဣတိသစ္စာပရကမောဣတိသီလဓမ္မတိပညာတရားတွေကိုဆရာမင်းလေးရှိပေကြတော့သစ္စာပရကမောသစ္စာအမှန်တရားဒီလိုဝိညာဉ်တဲ့ပရကမချူတာဒီကပရကမောအမှန်တရားနဲ့ပတ်သက်လို့ရှိရင်အမှန်တန်ကြီးမားသောလုံလဝိရိယရှိပေကြတော့ဝါသစ္စာပရကမောအမှန်တရားကိုပြောဆိုတဲ့နေရာမှာအမှန်တန်ကြီးမားသောလုံလဝိရိယရှိပေကြတော့ဟာရီတော်ဟရိတကယမိကြီးဤဣဒံအရှင်မင်းတရားကျုပ်ဒီမနေနေတဲ့နေရာမှာနေမိလို့မသွားတဲ့နေရာမှာသွားပြီလို့မသွားတဲ့အချိန်မှာသွားပြီလို့ဒီအဖြစ်တို့ရောက်ရပါတယ်ဘယ်တော့မှကျုပ်ဒီလူတို့လေးပါရှိတဲ့နေရာမှာမနေတော့မသွားတော့ပါဘူးလူတို့မရှိတဲ့ပြောတယ်ကိုသာသွားပါတော့မယ်လို့ဒီစကားကိုဝိတ္တဝနာပြောဆိုပြီးလေဟာရီတော်အရိတ္တယတိတိကာမသာကံငါးပါးအယုံကာမဂုဏ်တရားတွေကိုတတ်မဲ့ဆွဲနေတဲ့လောဘဆိုတဲ့ကာမရာဂကိုဝိရာစိတဝါနာသီလသမာဓိပညာဝိကမနာပါမယ်ပဲပွားပြီးလေဓမ္မလောကုဘကောသီလဓမ္မဓမ္မပြင်ရောက်တဲ့ဟောတိဖြစ်ပါလိမ့်ဘုရားကနောက်ဆုံးပိတ်ခါတာဖြင့်အဆုံးလိုက်ပြီဟဲ့လားခဏတို့တဲ့သီလသမာဓိပညာတရားတွေကိုရှာပြီးလေအနန္တရားပြောဆိုတဲ့နေရာမှာအမတန်လုံးလာဝိရိယနဲ့ပြည့်စုံတဲ့အရိတ္တယတိတိတိအရှင်မင်းတရားကျုပ်ဒီမနေသေးတဲ့နေရာမှာနေပြီလို့မသွားနေတဲ့နေရာမှာမနာမနဲ့နေရာကိုသွားပြီလို့မဆက်တဲ့မဆက်တဲ့နေတဲ့လူရင်းနဲ့ဆက်ဆံမိတဲ့အတွက်ကြောင့်ဤကဲ့သို့အဆက်ခွဲရပါတယ်လို့ကျုပ်နောက်လူတို့လေးပါလူနဲ့ရှိတဲ့နေရာမိမအယုံနဲ့ရှိတဲ့နေရာကိုကျုပ်ဘယ်တော့မှမသွားမနေမနာတော့ပါဘူးပြောဆို၍ဘုရားတော်ခင်ဝန်တာတော်ကိုသွားလေအသေးတဲ့အခါမှာဇမပြတ်ပြီးရှိပြီးဗြဟ္မဘုံရောက်သွားပါတယ်လို့ဘုရားကဤကာကဖြင့်ဒီကုန်းချုပ်လိုက်ပြီနော်ဒုရကာကျော်ဒါဘုရားရင်ကိုရနဲ့ပြင်ပြီးဤရဲ့တို့ဒုရိယာနာပရိဒါဒေသကြောင့်တော့ဟောကြားပြီးလေသစ္စာ၄ပါးပြတော်မူသည်သစ္စာဘယ်နှပါးသစ္စာ၄ပါးပြမယ်ပฏิပဒံ၄ပါးနဲ့ပြမယ်နော်ရာဂောဒေါသောမေတောမောဟဘာရာဂလောဘတဏဒေါသကဒေါသမာနကမာနမောဟကမောဟဒီတဲ့ကြီးနော်ဒေါသရဲ့မာနရဲ့မောဟရဲ့ဒီတရားတို့မှာကဆင်းရဲခြင်းအမှန်ဒုက္ခသစ္စာသစ္စာဒုက္ခသစ္စာရာဂနဲ့ရှင်မောရှင်တဲ့ယုံနံတရားတို့ပြီး၎င်းဒေါသမာနမောဟတရားတို့နဲ့ရှင်ပဲရှင်မောရှင်တဲ့ယုံနံတရားတို့ပြီး၎င်းဒုက္ခသစ္စာဘာသစ္စာဒီတော့ထုတ်လိုက်တော့သမုဒယသစ္စာဒုက္ခသစ္စာဘယ်နှခုတို့တစ်ခုနော်ဒီသစ္စာနှစ်ပါးခရပွင့်ပွင့်မပွင့်ပင်ဒုရိယနာပရိသမရှိနေလားရှိနေတယ်တရားကဒီသစ္စာနှစ်ပါးကိုမစ္စုပါကသင်္ကန်းထောင်ထားတဲ့ကြော့ဝင်လို့နာမည်ပေးထားဒီသင်္ကန်းထောင်ထားတဲ့ဒုက္ခသစ္စာသမုဒယသစ္စာဆိုတဲ့ကြော့ဝင်တဲ့ကိုခင်ဗျားတို့ကျုပ်တို့ပုံစံမျိုးဘဝမျိုးအသေးမျိုးနဲ့ဝင်ခဲ့လားဝင်ခဲ့လူဝနဘဝဓမ္မဘဝခွေးဘဝတိဋ္ဌံဘဝအမျိုးမျိုးနဲ့ဝင်ခဲ့ရလားဝင်ခဲ့ပြီးတို့လိုက်တာနော်အဲ့တော့ကြော့ဝင်ကလွတ်ဖို့အချိန်တန်ပြီးပေါ့ဗျာနော်ဒီရာဇတရားနာပရိဒါဒုက္ခသစ္စာသမုဒယသစ္စာနှစ်ပါးဒီဘုရားပွင့်မပွင့်အနေစာဒုက္ခအနတ္တသဘော
ဖြစ်ရင်ပြတ်တဲ့တော့ဘုရားဝင်တဲ့အိဋ္ဌဒုက္ခအနတ္တဖြစ်ပြပဲဟုတ်လားဘုရားမဝင်ရောဖြစ်ပြအိဋ္ဌဒုက္ခအဲဒီဒုက္ခတမင်းတရားတော်ဒုက္ခသစ္စာသမုဒယသစ္စာနှစ်ပါးဆိုတဲ့အရှုခံတရားကိုဘုရားကိုယ်တော်မြတ်ကြီးပေးတော်မူတဲ့သမာဓိတိစာရဲ့တော့မဂ္ဂင်ရှင်ပါမဂ္ဂံသစ္စာရှုဉာဏ်မဂ္ဂသစ္စာပါတယ်လေရှုဉာဏ်ဖြင့်ရှုပွားလိုက်အဲဒီသစ္စာနှစ်ပါးတို့ရဲ့အနိစ္စမငဲတဲ့သဘောကို၎င်းဒုက္ခသိရတဲ့သဘောကို၎င်းအနတ္တအစိုးမရတဲ့သဘောကို၎င်းခရဝရဖြစ်ပြီးရင်ပြတဲ့သဘောကိုမမြင်ဘူးလားမြင်ပြီးဖြစ်ပြမြင်လိုက်ပြီပေါ့ဖြစ်ပြမြင်တာအချက်မြင်ရင်တစ်ချက်ယုံနဲ့တရားမရောက်ဘူးလေယုံနဲ့ရောက်သွားရင်ဒုတိယနာပရိသယုံနဲ့နှစ်ခုပေါင်းစပ်မှဖြစ်မယ်ရမယ်ခန္ဓာဘဝဆိုတာဖြစ်အောင်မလားခန္ဓာဘဝမရှိရင်ဩနာတိဆိုတဲ့ဒုက္ခတွေရောလာအောင်မလားဩနာတိဒုက္ခမရှိတဲ့နေရာဒီပဲနေရာတော့နိရောဓသစ္စာလေးပါဘုရားဤကဲ့သို့အချင်းပြလိုက်တယ်ပေါ့ဟုတ်လားပฏิပဒနဲ့ပြောရင်ဒုတိယနာပရိသကာရတိဓမ္မနုပါဒနာဒေါသလည်းဓမ္မနုပါဒနာမာနလည်းဓမ္မနုပါဒနာမောဟလည်းဓမ္မနုပါဒနာဟုတ်လားဒုက္ခသစ္စာကတော့သစ္စာပฏิပဒ၄ပါးရတယ်ပေါ့နော်အဲဒီတော့သစ္စာ၄ပါးချုပ်သွားပြီသစ္စာဘယ်နှပါအချင်းချုပ်နော်သစ္စာပရိယောဒနဲ့သစ္စာ၄ပါးရဲ့အစုံနဲ့၃ဘိက္ခုထိုသာရဏဘောကသက်ကျင်တဲ့ယဟန်တော်လေးဒီအရာတိပဋိဌာတိယဟန်တာဖြစ်သွားပါပြီဘာဖြစ်သွားတယ်တော့ယဟန်တာဖြစ်ပြီးတို့ရသူတွေရတာပဲနော်ဒါကဘုရားဒီဣရိဒသတ္တမှာသံဝေကညာဝိပဿနာညာမဉဏ်လို့ဘယ်ဉာဏ်တော့သုံးညာဟောတယ်လို့ဒါကြောင့်ပฏิဝေဒကံမိရတာပဲပါကံမိရတယ်ဘုရားဟောတဲ့တရားတွေကိုဒီကျဲ့တို့သစ္စာညာကတ္တဉာဏ်တို့ဖြင့်ထိုးလို့ရင်ဒီကိုမခက်ဘူးလားခက်တဲ့ဒုတိယနာပရိသနော်ရိတ်တာမှကမ္မဋ္ဌာန်းဆရာပေးမှဒီသစ္စာတွေပေါ်တာမဟုတ်ဘူးနော်ဘုရားဟောတဲ့တရားတိုင်းတရားတိုင်းမှာဒီသစ္စာတွေမရှိဘူးလားအဲ့ဒါခင်ဗျားတို့တရားဟောတော့ဘုန်းကြီးကတော့လည်းဟုတ်ရဲ့လားဓမ္မဂတိကတော့လည်းယောဂီများကတော့ဤကဲ့သို့မပေါ်တတ်လို့မရှိတတ်လို့နေရမှာတို့လေဟုတ်လားဘုရားတရားကတော့အမြဲတမ်းသစ္စာလေးပါမပါဘူးလားအဲဒီတော့သောတာမယန္တာဖြစ်သွားပြီဘာဖြစ်သွားကြလို့ယန္တာဖြစ်ပြီသတ်ပေါင်းကြစို့ဘေကိုရယံတို့တရားကံမိတ်သမယေတို့အချိန်ကာလတုန်းကဒါကရှင်မယံကြီးတွေကအနန္တအနန္တအလောင်းတွေဟောပြီးဖြစ်ပြီးသင်္ကန်းကမကြည့်တဲ့အနန္တအလောင်းပါတဲ့ဒီဘုရားကတော့ဒုတိယနာပရိသဘုရားပွင့်တဲ့အချိန်မှာလူချင်းနဲ့မရှိတဲ့အတွက်ကြောင့်ဒီဘုရားကိုတော့တတ်ပေါင်းလို့မရဘူးဟုတ်ရဲ့လားအနိစ္စနာလို့သိဝင်မစားနေနဲ့တော့ဒါထားလိုက်တော့ဟုတ်ရဲ့လားဒီလိုရံတို့တရားတော်နဲ့သမယေတို့အချိန်ကာလတုန်းကသာမဇောရာဂဒေါသမောဟတရား၄ပါးတို့ရဲ့ဆဲလဲမှုကိုခံလိုက်ရတယ်ဘုရားအလောင်းရသည်အရိတ္တဇာယတိကြီးတွေကအာမေဝငါဘုရားပါပဲလို့တပ်ပေါင်းလိုက်ပြီးကုန်ပြီးဆုံးပြီးတော့လေထားရလားအဲ့တော့ဇာလုံးကိုကြည့်လိုက်ရင်ဒုတိယနာပရိသခရတို့ကိုတွေ့အနဲ့အခါရဲမဟမလားအမေရဲ့ဘုရားအလောင်းသူတော်ကောင်းကြီးတို့ကိုတော့မှဒါကဒေါသမတ္တမောဟတရား၄ပါးတို့ဒီဒုတိယနာပရိသရင်ပေါက်လိုက်တဲ့မှာဂျင်ကြီးလေသွားတယ်လို့တက်တက်ခါအောင်လူလုံးသူမဲ့မသိအောင်ဂုံသိက္ခာတွေပြအဆက်ကွဲအောင်လုပ်နိုင်ပြီခရတို့တော့ပြောเสียလို့မလားအဲဒါကြောင့်ရာဂဒေါသမတ္တမာနမောဟဆိုတဲ့တရား၄ပါးတို့ကိုတတိပညာလက်ကင်ထား၍ဘုရားပေးတဲ့သီလသမာဓိပညာမဲ့ခင်7ပါးတို့ဖြင့်အနိစ္စယံသူကိုဒုတိယနာပရိသပေါင်းတိုင်းနဲ့နိဗ္ဗာန်ရတယ်နော်ဒါကရာဂဒေါသမတော်မောဆိုတာဒါယံသူတွေပဲဟုတ်ရဲ့လားအဲ့ဒီယံသူတွေကိုဝိပဿနာဉာဏ်နဲ့ပေါင်းရင်နိဗ္ဗာန်မရသေးတာရတယ်အဲ့ဒီရာဂဒေါသမတ္တမောဟဆိုတဲ့တရား၄ပါးတို့ကိုသီလသမာဓိပညာမဲ့ခင်7ပါးဆိုတဲ့ဝိပဿနာဉာဏ်ဖြင့်မဂ္ဂသစ္စာနဲ့အနိစ္စဒုက္ခအနတ္တမြင်အောင်ဖြစ်ပြမြင်အောင်ရှုပြီးပေါင်းပြီးပေါ်လာတဲ့နိဗ္ဗာန်ကိုအလုံးညမောက်ပြုနိုင်ပါစေလို့ရှုပြရင်ဖြင့်အပြစ်ကြီးလားမြတ်တော်အလေးအပြစ်များတော့ဒုက္ခများတော့ကမကုန်ဟဲ့လားဆိုတဲ့ခရိယဇတ်တော်ကြီးအဆုံးသတ်ပါရဲ့နော်ကဲလည်းဒီတရားသိလို့အနေနာပုံနေနာဇနနိဇနကောသမေကံအာရေရကာတိယတယကဒါယိကာသသံဗုဒ္ဓသာရဏသမုန်တိခါရကင်းကြီးသဗ္ဗေလဗံမတုအာဒရမရမကမကံအနေနာပုံနေနာဤတို့အပြစ်များကြောင့်ကာမဂုဏ်လို့နာမည်ပေးထားတဲ့ဘုရားလုံးဟရိတ္တဘုရားလုံးကြီးတော်မှာဒါကရဲ့ဆယ်လမှုကိုတက်တွက်ခါအောင်ခံရရဘုံကိုတံဝေကယူ၍ခါတရားကိုထိန်းသိမ်းနေကြပါစေ။ဒီနာပြင်ဟောကြားခဲ့တဲ့ဓမ္မဒါနကုသိုလ်ဒုကြောင့်မြေချမ်းခြင်းတို့ဤဇနနီစယေရှုဒါယမိခင်ကြီးသည်၎င်းရဏကောသာကျေးဇူးတော်ရင်ပါခင်ကြီးသည်၎င်းအာတိရပါတိယတရကဒါယိကကဆရာရဲ့ဆရာအကျွန်ုပ်နဲ့ဝါသနာဝန္ဒပုဂ္ဂိုလ်တို့က
ပြည့်စည်လေးပါထောက်ပံ့ထူထောင်ကြကုန်သောပြည့်စရာကာယကတာယကာမတို့တွေ၎င်းသံဃာကာရဏသမုဒ္ဒတိကာရကသဘုရားသာရဏတော်ကြီးជីဝါယတို့တရားတို့ကြောင့်ပြုလို့ဆောင်ရကြအောင်သောဘုရားကောင်းတို့တွေ၎င်းအင်းကြီးဆိုအပ်ပြီးဒီမှာအကြာလိကြကြကုန်သောတတ်ပြီးခရယုံတို့လုံးလုံးသောသဏ္ဍာန်အနေပဲမှာဒီရောက်လာရအောင်သောတရားနာပြိဿအမှန်ဘုရားကောင်းတို့သည်အတ္တရမလမက္ခမက္ခံကိုယ်ရဲ့နာခြင်းသိခြင်းခရာဖြစ်တဲ့နိဗ္ဗာန်ကိုရကြောင်းအရိယာမတိဟူသောလမ်းတော်တွေကိုပတိလဗံတို့လင်းလင်းမြန်မြန်ကြီးယူနိုင်ရနိုင်ပြည့်နိုင်ကြနိုင်ခံစားနိုင်ကြပါသည်ကုန်သတည်း